ဆရာတို့အော်ဒီနေ့စအောင်အော်ဒီဆရာတို့ဒီ positive brewing နဲ့ပတ်သက်ပြီးတော့ဒီစပြီးတော့ဆရာတို့ဆွေးနွေးကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ discussion control ကဆရာတို့ဒီအရင်ကဆရာတို့ဒီ lesson 9ပေါ့နော် lesson 9မှာဆရာတို့ပြောသွားတယ်ဒီ blooming အကြောင်းကိုဆရာတို့ပြောခဲ့ပြီဖြစ်တယ်အဲ့ဒီ blooming ရဲ့အခြေခံကိုကောင်းမှဆရာတို့ expression ကောင်းမယ်ဆိုတာဆရာတို့ပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော် blooming ဒီ expression ရဲ့ foundation ဖြစ်တယ်အော်ဒီမှာတော့ expression ကိုဆရာတို့ဘယ်လို control လုပ်မလဲ foreign technique တွေနဲ့ထိတွေကိုဘယ်လိုပြောင်းလဲလုပ်မလဲပေါ့နော်ပြီးတော့ဆရာတို့ဒီလက်တွေ့ဘယ်လိုလှုပ်ဆောင်ရန်တင့်တော်လဲပေါ့နော်ဒါလေးကိုဆရာတို့ဆွေးနွေးသွားမှာဖြစ်တယ်အဲ့တော့ခုဆရာတို့ခုသင်ခန်းစာစရအောင်နော်အဲ့တော့ရေတစ်ဘက်ကဆရာတို့ဒီ brewing theory recap လေးပုံစံလေးဆရာတို့ပြန်လုပ်လိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့က blooming ဒီဆရာတို့ extraction ရဲ့ foundation ဖြစ်တဲ့အတွက်ကြောင့်မလို့တရားလေးကိုပြန်ပြီး recap ပြန်ခေါ်မယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီ coffee brewing မှာ state 3ခုရှိပါတယ်အဲ့ဒီ state 3ခုကနံပါတ်1အနေနဲ့ဆရာတို့ Warden လို့ခေါ်တဲ့ဆရာတို့ blooming လုပ်ခြင်းမှာဆရာတို့ carbon dioxide release ဖြစ်ဖို့နဲ့ saturation ဖြစ်ဖို့ပြီးတော့အဲ့ဒီစစ်မှာ flavor မထွက်သေးဘူးဆိုတာကိုဆရာတို့သိထားရပါမယ်နံပါတ်2ဖြစ်တဲ့ဆရာတို့ extraction ဆိုတော့ soluble components တွေဆရာတို့ပြုတ်ဝင်တဲ့ဟာကိုပြောတာပါsweet and balance ဖြစ်တဲ့ flavor တွေထွက်တဲ့အပိုင်းကိုပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ hydrolysis လို့ခေါ်တဲ့ over extraction phase လို့ပြောရမှာပဲဒီ phase မှာတော့ဆရာတို့ဒီ coffee ရဲ့အခါနဲ့ဖြစ်စေတွေကိုပို့ပြီးဖြစ်တယ်ပေါ့အရေးကြီးတော့ extraction state ဖြစ်တယ်ဘာဖြစ်လို့ extraction state ကအရေးကြီးဆုံးဖြစ်လဲဆိုတော့ဒီ state ကို control လုပ်နိုင်မှာ coffee ရဲ့ quality ကောင်းလာမှာဖြစ်တယ်အဲ့တော့ရှေ့တစ်ပတ်တော့ကဆရာတို့က blooming ကောင်းခြင်းဒီ extraction ကောင်းခြင်းကိုထောက်ကူပြုစေတဲ့ foundation ဖြစ်တယ်အဲ့တော့ဒီကကျတော့ extraction state ကအရေးကြီးဆုံးနဲ့ဘာဖြစ်လို့အရေးကြီးဆုံးလဲပြောရင်ဒါတော့ဒီ state တွေကို control မလုပ်နိုင်ခဲ့ဘူးဆိုရင် coffee ရဲ့အရသာကောင်းတွေကလည်းဖြစ်လာမှာမဟုတ်ဒါကြောင့် coffee ရဲ့အရသာကောင်းတွေဖြစ်လာဖို့ဆိုရင်ဒီ extraction state ကိုဆရာတို့ control ကောင်းလုပ်နိုင်ဖို့လိုရပါတယ်extraction state လို့ပြောလိုက်တာနဲ့ဆရာတို့ဒီ extraction process ကိုဆရာတို့နားလည်ဖို့လိုအပ်ပါတယ်အဲ့တော့ extraction process ကဆရာတို့တရားလေးနားလည်အောင်ဆရာတို့ကြည့်ရပါအဲ့တော့ extraction process ဒီဆရာတို့နံပါတ်1အနေနဲ့ဆရာတို့ဘာထွက်တည်လဲဆိုရင်စစ်ထွက်တည်တယ်နှစ်အနေနဲ့ဆိုရင် sweet and smooth ဖြစ်တဲ့ flavor တွေထွက်တည်တယ်သုံးအနေနဲ့ဆိုရင်တော့ခါပြီးတော့ dry and harsh ဖြစ်စေတဲ့ဟာတွေဖြစ်စေတယ်ဒါကြောင့်ဆရာတို့ extraction process ဒီအချိန်လျောက်အပြောင်းလဲမှုရှိရယ်ဒီနောက်ခုချိန်လျောက်ဒီ coffee ဖြော်တဲ့အရာတွေပေါ်မှာလည်းသူ့တရားမှုပို့ပြီးရှိသေးတယ်ဘာဖြစ်လို့လဲဆိုတော့ extraction process ဒီcoffee ရဲ့ရေမှာပြောဝင်တော့ပြီးတော့ဆွဲထုတ်တဲ့အရာကိုဆွဲထုတ်တဲ့အပိုင်းဖြစ်တယ်ဒါကြောင့်မလို့ extraction process လို့ပြောလိုက်ပြီဆိုတာနဲ့ extraction ထုတ်ယူရအကိုင်နှုန်း percentage ကိုကျွန်တော်တို့ကသိနေပြီးသားဖြစ်တာ extraction percentage ထုတ်ရမယ့် percentage တွေကဘယ်လောက်လဲလို့ပြောရင်ဆရာတို့ coffee မှာရေမှာပြောဝင်တာတော့ solution component 30 plus or minus maybe 5ပေါ့နော် plus or minus 5အဲ့လောက်ပြောဝင်နေအဲ့လောက်ပြောဝင်ပြီးပြောဝင်ညားလည်းပဲဆရာတို့ဒီ coffee brewing ဖြော်တဲ့အချိန်တွေမှာဆို extract ပို့ထုတ်ယူတဲ့ percentage က18 to 22ကြားတွေပဲထုတ်ရတဲ့မနဲ့ဒါမှသာလေ coffee ရဲ့
ရတာကဖြစ်ပြီးတော့ဘယ်လက်ဖြစ်တယ်ဖြစ်မှာဖြစ်တယ်သို့တော်လည်းပဲ extraction 30 plus or minus 5ဆိုတဲ့ရာခိုင်နှုန်းကိုအကုန်လုံးဒီပါထုတ်တဲ့ extract ရှိပါတယ်အဲ့ဒါတော့ instant coffee တွေဆိုလဲဒီဟာကိုထုတ်ပါတယ်နောက်တစ်ခုက cold brew coffee တွေဆိုရင်လည်းဒီ30ရာခိုင်နှုန်းဒီပါအထိ extract ထုတ်ကြပါတယ်နော်တော်တဲ့ cold brew တွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ extraction process ကိုထုတ်တဲ့အခါကျရင် soluble component တွေကကျတော့မဖြစ်မနေသိဖို့ပိုလိုအပ်ပါတယ်ဒီ state ကိုလည်းနားလည်ဖို့လိုအပ်တယ်သူ့ရဲ့variable control တွေကဘာတွေလဲဆိုရင်ဟာတွေလဲဆရာတို့နားလည်အောင်သိဖို့လိုအပ်တယ်ဒါကြောင့်လို့ဆရာတို့ extraction ဆိုတဲ့ module number 2ဆိုတဲ့ extraction ကိုဆရာတို့ပေါင်းရမယ်အဲ့တော့ extraction ဒီ science အနေနဲ့ကြည့်မယ်ဆိုရင်ဆရာတို့ဒီ extraction ဒီရေကနေပြီးတော့ coffee တွေက soluble component တွေကို dissolve လုပ်တာဖြစ်တယ်ဒါပေမဲ့လို့ဒီ dissolve လုပ်တဲ့နေရာမှာဒီ coffee တွေမှာရှိနေတဲ့ carbon dioxide တွေရှိနေမဲ့ဆိုရင်အဲ့ဒီ coffee powder တွေကိုရေကရောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျတို့ကအဲ့ဒီ coffee တွေမှာရှိနေတဲ့ carbon dioxide တွေကိုအရင်ဆုံးကျတို့ထုတ်ဖို့လိုအပ်တယ်ဒီဟာကိုထုတ်ခြင်းအားဖြင့် coffee ရဲ့အဲမှာရေကဝင်ရောက်နိုင်ပြီးတော့ coffee ထဲမှာရှိနေတဲ့အရာတွေကိုကျတို့ဆွဲထုတ်နိုင်မှာဖြစ်တယ်ဒါကြောင့်လို့ဒီ carbon dioxide တွေကိုလွတ်ကျွတ်ထွက်သွားဖို့အတွက်ကျတို့နံပါတ်1အနေနဲ့ကျတို့ရှေ့မှာသင်ခဲ့တဲ့ blooming ကိုအရင်ဆုံးကောက်အောင်အရင်လုပ်ရပါတယ် blooming ကောင်းတယ်မကောင်းဘူးဆိုတာ carbon dioxide ကြံခြင်းမကြံခြင်းနဲ့ coffee ရဲ့အထဲမှာ carbon dioxide ကြံခြင်းမကြံခြင်းနဲ့သက်ဆိုင်ပါကာဗွန်ဒိုင်အောက်ဆိုက်ကျန်နေမယ်ဆိုရင် uneven extract ဖြစ်သွားတဲ့အတွက်ကြောင့်လို့under extraction နေနဲ့ရတာတွေကချစ်နေမှာဖြစ်တယ်ဒါကြောင့်မလို့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုတရားတော့လွတ်ကျွတ်ထွက်သွားဖို့လိုအပ်တယ်လွတ်ကျွတ်ထွက်သွားမှသာလျှင် extraction က even ဖြစ်မယ်ဒါကြောင့်လို့ရှေ့မှာလည်းဆရာတို့ပြောခဲ့ပြီးသား blooming မကောင်းရင် extraction ကောင်းမှာမဟုတ်ဘူးအဲ့တော့ extraction မကောင်းဘူးဆိုရင် blooming မကောင်းတဲ့အကြောင်းရင်းကြောင့် extraction မကောင်းတဲ့အကြောင်းရင်းကဘာလဲဆိုရင် channeling ဖြစ်တယ်လို့ခေါ်တယ်ဒီ channeling ဖြစ်တယ်ဆိုတာကကြတော့တရားတို့ဒီ coffee ရဲ့ဒီအဲမှာရေကဒီရေတလန့်နဲ့သွားတဲ့ဟာပေါ့ရေလမ်းကြောင်းပေါက်ပြီးမှစီးဆင်းသွားတဲ့အရာမျိုးကိုတရားတို့က channeling လို့ခေါ်တယ်အဲ့တော့ channeling ဆိုတာဘာလဲဆိုပြောရင်တော့ရေက coffee bag ထဲမှာတနေရာတည်းကိုပဲစီးဆင်းသွားတာကိုတရားတို့က channeling လို့ခေါ်ပါတယ်သူ့ရဲ့ result ခုအနေနဲ့ဆိုရင်တော့ဆရာတို့ကဒီတစ်ခါတရံမှာရှင်းပုံစံတစ်ခါတရံမှာ over extraction လည်းဖြစ်စေပါတယ်channeling ဖြစ်တဲ့ဆိုတိုင်း under extraction ဖြစ်မယ်လို့ပြောလို့မရပါဘူး channeling တချို့ channeling တွေက over extraction ကိုလည်းဖြစ်စေပါတယ်အဲ့တော့ extraction မှာဆရာတို့ taste တွေကဆရာတို့ဒီရှေ့မှာထွက်တဲ့ taste တွေကပါအလယ်မှာထွက်တဲ့ taste တွေကပါနောက်မှာထွက်တဲ့ taste တွေကဘာလဲဆိုတာကိုဆရာတို့နားလည်အောင်လုပ်ဖို့လည်းလိုအပ်ပါတယ်အဲ့တော့ extraction လုပ်လိုက်တဲ့ခါကျရင် extraction ရဲ့ရှေ့မှာရှိတဲ့ taste ပေါ့နော် taste ကပြောရမယ်ဆိုရင်တော့ပထမအဆုံးပေါ့ early extract လို့ခေါ်မှာပေါ့ early extract ထုတ်တဲ့ခါကျရင် coffee ရဲ့ထဲမှာရှိနေတဲ့ဆရာတို့ acid တွေကိုထုတ်ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်မှာ coffee ရဲ့ရတာကရှင်းနေမှာဖြစ်ပါတယ် middle extract ထုတ်လိုက်တဲ့အရာကတော့ဆရာတို့ဒီတကြားကို extract ထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ coffee ရဲ့ရတာကချိုးနေမှာဖြစ်ပါတယ်နောက်ဆုံးထွက်တဲ့ extract phase ကတော့ဆရာတို့ phenolics လို့ခေါ်တဲ့ဒီအရသာပိုင်းဆိုင်ရာတွေကခါတက်တဲ့အရသာတွေနဲ့ဖြစ်စီမှာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ brewing time control မလုပ်ဘူးဆိုရင်လေ taste ကညီနေမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဆရာတို့ကလုပ်ဆိုရင် brewing time ကိုလည်း control လုပ်ဖို့လိုအပ်တယ်ဆိုတာဒီနေရာမှာပြထားဖို့လိုအပ်ပါတယ်အဲ့တော့ခုဆရာဒီ slide နဲ့ပတ်သက်ပြီးတော့ extraction science နဲ့ပတ်သက်ပြီးတော့ပြောသွားတာဗာလဲလို့ပြောရင် extraction ထုတ်ဖို့အတွက်ဆရာတို့ဒီ gas coffee ထဲမှာ gas carbon dioxide တွေလွတ်ကျွတ်ထွက်သွားဖို့လိုအပ်တယ်ရှိနေဖို့မလိုအပ်ဘူးနောက်တစ်ခုက extraction ကောင်းဖို့
ရေက copy paste ထဲမှာတတိယတဲ့စီးဆင်းသွားတာကို channeling ဖြစ်တယ်လို့ခေါ်တယ် channeling ဖြစ်တဲ့ဟာရဲ့အရသာ research ကတော့တရားတို့ဒီ copy ကတခါတရံမှာ over extraction ဖြစ်သလိုတခါတရံမှာ under extraction လည်းဖြစ်ပါတယ်ဒီ extraction လို့ပြောလိုက်တဲ့အခါကျ extraction အစီအစဉ်ကြထွက်တဲ့အရသာတွေကိုလည်းမယ်ပထမဆုံး early extraction တရားတို့ acid ကိုထုတ်မှာဖြစ်တဲ့အတွက် copy ကချင်းနေမှာဖြစ်ပါတယ်မိတယ်မှာထွက်တာတော့ကြားကိုထုတ်မှာဖြစ်တဲ့အတွက် copy ကချိုးနေမှာဖြစ်ပြီးတော့နောက်ဆုံးမှာထုတ်တဲ့ဟာလို့ခေါ်တဲ့ခတ်တဲ့အရာဒါကြောင့်ကျတို့ဒီအချိန်မှာအချိန်နေရထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ brewing time control ကိုလုပ်ဖို့လိုအပ်တယ် brewing time control မလုပ်ဘူးဆိုရင် taste ညီညီမှာမဟုတ်ဘူးဆိုတာကိုမှတ်သားထားရမှာဖြစ်ကြည့်ရမယ်ဆိုရင်ဒီခါကျရင်ကျတို့ coffee ဖြော်မဲ့ barista တွေကဘာလို့အရင်ဆုံးကြည့်ကြလဲလို့ပြောရင် number 1အနေနဲ့ brew ratio ကိုအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင် brew ratio ကဘာလို့လောက်တာလဲဆိုတာကိုဆရာတို့သိဖို့လည်းလိုအပ်တယ်တချို့ကသူများက y to 50နဲ့ဖြော်တယ်ဆိုတော့ y to 50နဲ့ဖြော်တယ်ဆိုလို့ y to 50သုံးလိုက်တယ် coffee 20 gram ရေ300မှတ်ရလွယ်လို့ coffee 20 gram ကိုရေ300နဲ့လောင်းနေတယ်ဒါတကယ်တော့မှန်မနေပါဘူးဘာဖြစ်လို့လဲဆိုတော့ coffee ကိုလိုချင်တဲ့ coffee ratio ကနောက်တစ်ခုကဒီ coffee ပမာဏကကိုလိုချင်တဲ့အရသာကိုအလုံးလုံးပေးနိုင်ရင်လားဆိုတာကိုကိုကသိဖို့လိုအပ်တယ်ကိုလိုချင်တာ1 to 50 ratio နဲ့1 to 60 ratio 1 to 70 ratio တချို့ဆိုပြောကြရတယ်1 to 30 ratio ဒါ ratio တွေမှားနေတယ်လို့သူလိုချင်တာမဟုတ်ဘူးသူလိုချင်တာကကိုသုံးပြလိုက်တဲ့ ratio တွေကကိုလိုချင်တဲ့အရသာတွေကိုတကယ်ကိုလောက်ပေးနိုင်ရဲ့လားလို့ဆရာတို့သိဖို့လိုအပ်တယ်ဘာဖြစ်လို့လဲပြောရင်တို့တွေကတို့ပျော်ဝင်တဲ့ coffee ပမာဏတွေကွာခြားသွားနိုင်ပါတယ်နောက်တစ်ခုက extraction ကြီးတွေကိုကွာခြားသွားနိုင်ပါတယ်ဒါကြောင့်မလို့ကျတော့ ratio တွေသုံးပြတဲ့ခါကျရင်ကိုသုံးပြလိုက်တဲ့ ratio ကကိုလိုနိုင်ရဲ့လားလို့ကျတော့စဉ်းစားဖို့လိုအပ်ပါတယ်ဒီညမှာ barista professional တယောက်ဖြစ်ဖို့ taste ကိုမဟုတ်ဘဲနဲ့ဆရာတို့ measurement နဲ့ control လုပ်ရမယ်ဆိုတာကိုစဉ်းစားဖို့လိုအပ်တယ် measurement လို့ပြောလိုက်တဲ့ခါကျရင်ဆရာတို့ဘာနဲ့ measurement လုပ်မလဲဆို TDS ပေါ့ total dissolved solid total dissolved solid ကိုဆရာတို့ကထိုက်တာဖို့လိုအပ်တယ်ဒါကြောင့်လို့လဲတချို့က TDS မီတာလေးတွေနဲ့တိုင်းတာကြတယ်ပေါ့နော်တိုင်းတာကြတယ်ဒါလေတက်ရှိရင်တော့ပိုကောင်းတာပေါ့မရှိဘူးဆိုရင်လည်းကိုကအမြဲတမ်းအလေးဖြစ်နေအောင်နည်းနည်းလောက်ပါများလေဒီရဲ့TDS တွေကိုကောင်းကောင်း control လုပ်နိုင်တဲ့အပိုင်းတွေလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဆရာတို့ကဒီ measurement လုပ်တော့မယ်ဆို TDS ပေါ့ total dissolved solid total dissolved solid ဆိုတာဘာကိုပြောချင်တာလဲဆို coffee ရဲ့ strong ကိုပြောချင်တာ coffee ရဲ့ strong ကိုပြောချင်တာအဲ့တော့ coffee ရဲ့ strong ဒီတနည်းအားဖြင့်ပြောရင်တော့ coffee ရဲ့ body လို့ဥပမာအားဖြင့်တင်စားရမှာဖြစ်တယ် total dissolved solid များနေတယ်ဆိုရင်ဆရာတို့ဘာဖြစ်မလဲဆို strong ကမြင့် body strong ဖြစ်တယ်ဒီ total dissolved solid က medium လောက်ပဲရှိနေရဆိုရင် coffee က smooth ဖြစ်ပြီးတော့balance ဖြစ်တဲ့အရသာမျိုးခံစားမှုကောင်းတဲ့အရသာမျိုးဖြစ်နေမှာဖြစ်တယ် total dissolved solid ကဆရာတို့နယ်လုံးအားကြီးသွားရင်တော့ coffee က weak ဖြစ်နေပြီးအရသာမျိုးဖြစ်နေမှာဖြစ်တယ်ဒါကြောင့်မို့ဆရာတို့က professional barista တယောက်ဖြစ်ဖို့အတွက်ဆို taste တစ်ခုတည်းမဟုတ်ဘဲ measurement နဲ့ပါ control လုပ်ရမယ်ဆိုတဲ့ concept ကိုလိုအပ်ပါတယ်ဒီနေရာမှာတိုက်တာမယ်ဆိုဆရာတို့ဘယ်သူကိုတိုက်တာမလဲဆိုရင် total dissolved solid ဆရာတို့နားလေအောင်
ရလာတယ်လည်းသိအောင်ကျတို့ measurement လေလို extract ကိုတရားတို့နားလည်အောင်ကြည့်မလားခံစားကြည့်ပါ strong ဖြစ်တယ်ဆိုရင် total tensor solid ဒီ high ဖြစ်နေပြီးတော့weak ဖြစ်နေမယ်ဆိုရင်တော့ total tensor solid ဒီတရားတို့နည်းနေမှာဖြစ်ပါတယ်စမှုဖြစ်တယ်ဆိုရင်ဘယ်နေရာမှာစမှုဖြစ်တယ်လဲဆိုတဲ့ဟာပါထပ်ရှာဖို့လိုအပ်ပါတယ် total tensor solid ကိုသာတရားတို့သိဆိုရင် extraction yield percentage ကိုလည်းဆရာတို့တွက်ချက်တိုင်းမှာဖြစ်ပါတယ်expresso တွက်ဆိုရင်တော့ EBDD ပေါ့ EBDD extraction is equal to mass into total solid divided dose ပေါ့ဒါက expresso ရဲ့ပါဆိုရင်တော့ဒီalgebraic method နည်းပြီးပါနဲ့ဆရာတို့ TDS ကိုသိရင် extraction ဘယ်လောက်ထုတ်ရမလဲဆိုတဲ့ဟာကိုနားလေတယ်ပေါ့Bruin မှာတော့ဆရာတို့ကဒီ formula နဲ့သွားတွက်လို့မရတော့ Bruin မှာတွက်မဲ့ဆိုရင်ဆရာတို့ကဒီအောက်ကထွက်လာတဲ့ကြီးကိုတစ်ခါတိုင်းပါညာဆိုအလုပ်တွေနည်းနည်းလေးရှုပ်ဒါကြောင့်မလို့ဆရာတို့က SC ကနေပေးထားတဲ့ Bruin control check နဲ့ပို့ပြီးတော့လေ့ကျင့်ရင်ပို့ပြီးတော့practice လုပ်ရတာလည်းပိုကောင်းလာသလို result ထုတ်ရတာလည်းမြင်မြန်ဆက်ဆက်လွယ်လွယ်ကူကူပို့ပြီးသိမြင်လာနိုင်တယ်ဒါကြောင့်မလို့ဆရာတို့ကဒီနေရာမှာ professional ဘာသာတယောက်ဖြစ်ဖို့ taste ခုတည်းမဟုတ်ဘဲနဲ့ measurement တွေနဲ့ပါ control လုပ်ဖို့လိုအပ်ပါတယ် control လုပ်မှသာလျှင် stress တွေကိုနားလည်မယ် extraction sheet တွေကိုနားလည်ဒီနေရာမှာဆရာတို့ extraction sheet percentage ဒီ18 to 22 20 plus or minus 2ဒီနေရာမှာရှိဖို့လိုအပ်တယ်coffee ရဲ့ strength ကတော့ဆရာတို့ 1.2 မှာရှိဖို့လိုအပ်တယ်ကျတို့ဒီ SA ရဲ့ Bruin control chest မှာတော့1.15 ကနေပြီးတော့ 1.45 ထိသူက recommendation ပေးထားတာဖြစ်ပါတယ်အဲ့တော့ SA Bruin control chest ကိုလည်းဆရာတို့ကြည့်ဖို့လိုအပ်ပါတယ်တရက်မှာဆရာတို့ SC Bruin control check နဲ့အတူဆရာတို့ဒီ Golden Cast ကိုဘယ်လိုသွားမလဲဆိုတဲ့ဟာကိုဆရာတို့နောက်တစ်ဖက်မှာဆရာတို့ဆက်ပြီးတော့သွားမှာဖြစ်တယ်ဒီနေရာမှာဆရာတို့သိရမယ်ဆိုရင် copy ရဲ့ Bruin ratio တွေကဘာကိုအလုပ်လုပ်လဲ copy ရဲ့ Bruin ratio တွေဒီ struct ကိုအလုပ်လုပ်ပါတယ်ဒါကြောင့်မလို့ struct ကို control လုပ်ချင်တယ်ဆိုရင်ဆရာတို့ကဘယ်သူနဲ့လှုပ်လို့ရမလဲလို့ပြောရင် ratio တွေနဲ့လှုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကို coffee ဖြော်နေတဲ့အချိန်မှာ control လုပ်မယ်ဘယ်သူကို control လုပ်မှာလဲ strong ကို control လုပ်မှာလို့ပြောပြီးဆိုတာနဲ့ဆရာတို့စဉ်းစားရမှာဒီ brew ratio ကိုစဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့ strong ကို control လုပ်ချင်တာနဲ့ grand size တွေသွားချိန်တာ temperature သွားမြင်temperature တွေနှိမ့်တာရပါတကယ်တော့ coffee ရဲ့ strength ကို control လုပ်ချင်တယ်ဆိုရင်အမှန်တကယ် control လုပ်ရမယ်ဆရာတို့ control ကဘယ်သူလဲလို့ပြောရင် brew ratio တဲ့ ratio အဲ့တော့ coffee ratio လိုက်တဲ့ခါကျရင် coffee to water ratio ဒီမှာ1 to 50 coffee တစ်စရေ15စ 1 to 60 coffee တစ်စရေ16စ 1 to 70 coffee တစ်စရေ18စဒီဟာလေးနဲ့ဆရာတို့ practice လုပ်ကြည့်ပြီးတော့ဘယ် coffee ရဲ့ strength ကဘယ် ratio ရဲ့ coffee ရဲ့အရသာရဲ့ strength ကဘယ်လိုကွာခြားလိမ့်လဲဆိုတာကို practice လုပ်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ practice လုပ်ကြည့်ဖို့ကတော့မိမိတာဝန်တာဖြစ်တယ်ပေါ့နော်မိမိတာဝန်တာဖြစ်တယ်အဲ့တော့ဆရာဒီ practice နဲ့ပတ်သက်ပြီးတော့မလုပ်ခင်မှာမြင်သာသိနိုင်တဲ့ start ကိုဆရာတို့ပြပါဒီနေရာမှာကိုဘရူက1 to 4ကနေ1 to 8 ratio ထိ copy ဖြော်ကြပါတယ် concentrated ကိုဘရူအနေနဲ့ဖြော်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုဘရူ copy နဲ့က1 to 4 1 to 8အဲ့တော့ဆရာတို့ dose copy က1 to 50နဲ့1 to 17ဘယ် copy က short ကိုပြင်းလဲလို့
ရာတို့ဒီနေရာမှာမေးအလုံးသိကြမှာပါကိုဘရူကပို့ပြီးတော့ strap ပို့ပြီးတော့ပြင်းပါအားကြောင့်ကိုဘရူက strap ပို့ပြင်းရတယ်လေ y/4 y/8 ratio ရာတို့မြင့်တုံးထားတဲ့အတွက်ကြောင့်မလို့သူက strap ပို့ပြီးတော့အားပါဒီနေရာမှာ dose copy က y/50 y/70 ratio ကနှိပ်ပြီးတော့တုံးထားတဲ့အတွက်ကြောင့်မလို့ dose copy ရဲ့အရသာကပို့ပြီးတော့ strap ပြော့နေမှာဖြစ်ပါတယ်ဒါဆိုရင်ကိုဘရူထက် ratio နည်းသေးတိုင်းနဲ့ x ဆို y/2 ratio ရာတို့ maximum ratio ကို sorry ရဟုတ်တယ် maximum ratio ကိုတရားတို့သုံးလိုက်မယ်ဆိုရင်expresso နဲ့ကိုဘရူမှာဆိုရင်ဒါတို့ expresso ကပို့ပြီးတော့ struck ပို့ပြင်းတာကိုတွေ့ပါတယ်ဒါအရှိမှာတော့y/50 y/60 y/70 ဒီဖြော်ထားတဲ့ copy ရဲ့ struck တွေကိုနားလေကြည့်ရင်ဒီလို ratio တွေနဲ့ဖြော်ကြည့်ပါလို့ဆရာပြောတာခုအချက်ကမြင်သာအောင်လို့ပြပြဒါတွေက barista တယောက်ကဒီဟာတွေကိုနားလေတယ်ဒါဒီဟာနဲ့ပဲ coffee နဲ့ပဲ coffee ပဲရလာပူပြင်းနေမပြင်းဘူးဆိုတာဒီလောက်တော့နားလေအဲ့တော့လောက်နားလေတဲ့ဟာကိုမြင်သာအောင်လို့ဆရာဒါလေးပြောပြအဲ့တော့ဒီနေရာမှာကျောင်းသူကျောင်းသားတွေအားလုံးအတိမှတ်ထားမှာက strength ကိုလိုချင်တဲ့ coffee ရဲ့အရသာရဲ့ strength ကို control လုပ်ချင်တဲ့သူရင်ဒါတော့ဘယ်သူနဲ့လောက်ရမလဲလို့ပြောရင် brew ratio နဲ့လောက်ရမှာဖြစ်ပါတယ်အဲ့တော့ strength ကိုတခြားနည်းနဲ့ control လုပ်လို့မရပါဘူး ratio နဲ့သာလျှင် control လုပ်လို့ရမှာဖြစ်ပါတယ်ဒါကိုဆရာတို့အလို့အသေးကျက်ထားဖို့လိုအပ်ပါတယ်နော်အသေးကျက်ထားဖို့လိုအပ်ပါတယ်ဒီ y/2 ရဲ့ strength ကို y/50 နဲ့ရအောင်ဖြော်လို့မရပါဒါကိုသိထားဖို့လိုအပ်ပါတယ်ကိုကဘယ်အရာလာကိုဘယ် strength ကိုလိုချင်တာလဲဆိုတဲ့ဟာကိုနားလည်အောင်လုပ်ပြီးသွားရင်ဒါတို့ဘယ် ratio ကိုသုံးပါလဲဆိုတာကိုသိအောင်လုပ်အောင်ဒါမှသာလေငါပြောနေတဲ့ copy ရဲ့အရသာကဘယ် ratio နဲ့သုံးမှပို့ပြီးတော့တင့်တော်မှာလဲဆိုတာကိုကိုရွေးချယ်တတ်မှာဖြစ်ပါတယ်သူများ y/50 ဖြော်လို့သူများ20 gram ကိုရေ300နဲ့ဖြော်နေလို့ကိုလိုက်ဖြော်တာမျိုးမလုပ်ပါနဲ့ကိုလိုချင်တဲ့ strength ကိုကိုသုံးလိုက်တဲ့ ratio ကရနိုင်မှသာလျှင်ကိုကောင်းမွန်တဲ့ copy ကိုကို control လုပ်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်လို့ expression ကိုကျတော့ control လုပ်ဖို့အတွက်နံပါတ်1အနေနဲ့ဆိုရင် measurement တွေလိုအပ်တယ်အဲ့ဒီ measurement တွေအလုံးမှာတရားတို့ဒီ copy ရဲ့ဒီ ratio ကလောတယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်အခုတရား coffee to water ratio ဒီ strength ကို control လုပ်တယ်ဆိုတဲ့ဟာကိုဒါပြောခဲ့ပြီးသွားပြီအဲ့ strength တွေကဘယ်လို change လဲဆိုတဲ့ဟာကိုတော့ကို practice လုပ်ဖို့လိုအပ်ပါတယ်ရှေ့မှာသင်သွားတဲ့ coffee ဒီ slide တွေနဲ့ပတ်သက်ပြီးတော့မေးစရာ question ရှိရင်မေးလို့ရပါပြီဒါ module number 1ကိုဆရာပြောသွားတာဖြစ်ပါတယ်မေးစရာရှိပါသလားလူ30ကျော်40လောက်ကြီးတယောက်မှမမေးဘူးပဲဒါဆိုရင် strong control ကို ratio ကနေလောက်တဲ့ဆိုတာကိုနားလည်ပဲထင်တယ်နော်
ရာတခုလောက်မေးချင်တာဆရာ Okay မေးပါ ဟုတ်ဆရာဟောလေ coffee အမုတ်ဆိုင်နဲ့ပတ်သက်ပြီးတော့ strand အပြောင်းလဲရောရှိလားဆရာအဲ့ဒါလေးသိချင်လို့ပါ coffee အမုတ်တိုက်ကြောင့် strap ပြောင်းလဲတာရှိတယ်ဒါပေမဲ့ကောင်းမွန်တဲ့ strap ကိုတော့ coffee အမုတ်တိုက်ကပြောင်းလဲခြင်းကြောင့်ရမှာမဟုတ်ဘူးခုနောက်ပိုင်းကျတော့ဒီ coffee အမုတ်တိုက်နဲ့ပတ်သက်တဲ့ module နံပါတ်2မှာပါမှာဖြစ်တယ် ဟုတ်ကဲ့ကျေးဇူးပါဆရာ Okay ကိုနေရောကောင်းလား ဟုတ်ကဲ့ကောင်းတယ်ဆရာ အခုမှမေးထားရဲသူရမေးထားတယ် channeling ကြောင့် over extraction ဘယ်လိုဖြစ်နိုင်တာလဲတဲ့ channeling ကြောင့် over extraction ကဒီ extraction distribution မညီဘူးဆိုရင် channeling မှာ over extraction ဖြစ်စေတယ် over extraction ဖြစ်တယ်ဥပမာအဖြစ်ရေဘလို့က speed မြန်နေပြီးနေရင်တော့ under extraction ဖြစ်တယ်ပေါ့ဒါပေမဲ့ရေမလုံးမလောက်ပဲနဲ့ဒီခုနှစ်တိုင်းပို့ရှည်ပြီးတော့ရေမလုံးလောက်ပဲနဲ့ခုနှစ်တိုင်းပို့ရှည်ပြီးတော့ခုန channeling ဖြစ်နေရဆိုရင်လည်းအဲ့လာ over extraction ဖြစ်မှာပဲအဲ့ဒါကြောင့်မလို့ over extraction မှာလည်းတစ်ခါတရံမှာchanneling ကြောင့်ဖြစ်စေတာရှိတယ်လို့ပြောတာ link ကဝင်လို့မရဘူးရှင်းနေငါဘာလို့ဝင်လို့မရလဲ software မဆွဲဒီဆရာ ဟမ် software download ဆွဲရမယ်တယ်ဆရာ အမှန်တော့ software download ဆွဲပြီးတော့မှန်တော့ဒီ page ဝင်ထားတယ်ဆိုမြန်တယ်အဲ့အားလေးပြောလိုက်ပါဦးအဲ့တူတာထွန်းဟိုနားလည်မယ်နော် channeling ဖြစ်တဲ့က under extraction လည်းဖြစ်နိုင်တယ်လို့ over extraction လည်းဖြစ်နိုင်ပါတယ်နောက်ထပ်မေးစရာရှိရလို့မေးပါအဲ့တော့ module number 1လေးပြီးရင် module number 2ကိုသွားပါမယ်အဲ့တော့မေးစရာမရှိဘူးဆိုရင်ဆရာတို့ဆက်သွားမယ်အားလုံးသိထားမှာကကောင်းမွန်သော strap ကိုလိုချင်တယ်ဆိုရင်တော့ဆရာတို့ဒီ brew ratio ကနေသွားမှရမယ်ဆိုတာကိုနံပါတ်1အနေနဲ့ဆရာတို့မှတ်သားထားပါsorry ခုန module number 2နော်ဟုတ်တယ် expression science module number 2 module number 1ကဆရာ recap လုပ်ခဲ့တာအော် module number 3အနေနဲ့ဆရာတို့ဒီ expression variable တွေကအခုဖြစ်တဲ့ grand site ပါအဲ့တော့ variable တွေကဘာလဲလို့ပြောရင်တော့ဆရာတို့ grand site ရှိမယ်water flow rate ရှိမယ် brewing time ရှိမယ် turbulence လို့ခေါ်တဲ့ agitation ရှိမယ်ဒီနေရာမှာဆရာတို့ဒီ extraction ကို control လုပ်ဖို့ဆရာတို့ key variable ၄ခုရှိတယ်ဆိုတာကိုမှတ်ထားပါဘာဖြစ်လို့လဲဆိုတော့ခဏတင်တာဆရာတို့ extraction control ကိုတင်နေတာနော်
expression ကိုကောင်း expression ကောင်းအောင်ဘယ်လို control လုပ်မလဲဆိုတဲ့ဟာကိုသင်နေရဒါကြောင့်လို့ expression control လုပ်ဖို့အတွက် key variable ၄ခုရှိတယ်အဲ့ဒီ၄ခုက number 1 grand size ရှိမယ်နံပါတ်2 water flow ရှိမယ် brewing time ရှိမယ်နံပါတ်4 turbulence လို့ခေါ်တဲ့ agitation ရှိမယ်အဲ့တော့ grand size ကတော့ဒီထဲမှာ browser တွေအားလုံးသိရဲ့အတိုင်းပေါ့နော်သိရဲ့အတိုင်းပေါ့copy က fine grind ဖြစ်ရင် slow flow ဖြစ်မယ် more extraction ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ core grind ဖြစ်မယ်ဆိုရင်တော့ fat flow ဖြစ်ပြီးတော့ lag extraction ဖြစ်ပါတယ်အဲ့တော့ခုနကတော့တရားတို့ဒီခုန strong ပေါ့နော် strong control ကို grind side ကနေလုပ်လို့မရဘူးလားလို့မေးရပေါ့နော်အဲ့တော့ strong control ကို grind side ကနေလုပ်ချင်တယ်ဆိုရင်တရားတို့က ratio တစ်ခုပေါ်မှာမူတည်ပြီးတော့ grind နဲ့တရားတို့strong control လုပ်လို့ရပါတယ်အဲ့လာတော့တရားတို့ပါလဲဆို extraction ကို more extract လုပ်မှလား lag extract လုပ်မှလားဆိုတဲ့ဟာနဲ့ strong ကိုအနေငယ် control လုပ်လို့ရတာပါအများကြီးချိန်ပြောင်းလုပ်လို့မရပါဘူးဒါကြောင့်မလို့ဆရာတို့က strength control ကိုလုပ်ချင်တယ်ဆိုရင် brew ratio တစ်ခုတည်းကသာလေလုပ်နိုင်မှာလို့ရှေ့ကပြောခဲ့တာဖြစ်တယ်အဲ့တော့ grand size ဒီဆရာတို့ more extract လုပ်မှာလား less extract လုပ်မှာလားဥပမာအဖြစ်1 to 50နဲ့ပြောတယ်ကျွန်တော်က under extraction ပဲဖြစ်နေတယ်ကျွန်တော်နည်းနည်းလေး extract ပို့ထုတ်ချင်တယ်ဆို grand size a little လေးဆရာတို့ဘာလုပ်လိုက်လဲဆို file လိုက်ရင် file လိုက်တဲ့အလျောက်မှာဆရာတို့ extract က more extract ဖြစ်သွားတဲ့လျောက် strut အနေငယ်လေးချိန်ပြီးတော့ expression ထိတဲ့အရာလာလဲသမှုဖြစ်နေမှာဖြစ်ပါတယ်ဒါ ratio တစ်ခုတည်းပေါ်မှာ strut control a little bit လုပ်လို့ရတယ်အများကြီးလုပ်လို့သွားမရအများကြီးလုပ်လိုက်ပြီဆိုရင်လည်းကျွန်တော် expression နဲ့သူကသွားပြီး linkage ချိန်နေမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်က grand size နဲ့ variable control လုပ်မယ်ဆိုရင် expression ကျွန်တော် less extract လုပ်မှာလား more extract လုပ်မှာလားပေါ့ဒီနေရာမှာ less extract လုပ်မှာလား more extract လုပ်မှာလားလို့ကျွန်တော်ဒီနေရာမှာပြန်ပြီးသုံးသပ်မယ်ဆိုရင် brewing time မှာကျွန်တော်ဆက်ပြီးတော့ relationship ချိန်နေတာကိုတွေ့ရမှာဖြစ်တယ် grand size နဲ့brewing time နဲ့ relationship ရှိပါတယ်အမောက်တိုက်အိုက်လေး brewing time ကြာလေးဖြစ်ပြီးတော့အမောက်တိုက်ကြီးလေး brewing time ကကျွန်တော်ဘာဖြစ်နိုင်မလဲဆိုရင်နှေးလေး sorry မြန်လေးဖြစ်မှာပေါ့ဒါကြောင့်မလို့အမောက်ဆိုင်နဲ့ brewing time က relationship ဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့ကဒီနေရာမှာ grind side အနေနဲ့ဆရာတို့သင်သားမယ်ဆိုရင် grind side ဒီ extraction ရဲ့ extraction speed control လို့ပြောရမှာပေါ့နော် extraction speed control ပေါ့ extraction ကိုမြန်ဆရာတို့ထုတ်ချင်သလား extraction ကိုနှင်းပဲထုတ်ချင်သလားဒီဟာကို control လုပ်ချင်တယ်ဆိုရင်တော့ဆရာတို့က extraction ရဲ့ဒီ speed ကို control လုပ်ချင်တယ်ဆိုရင်တော့ grand size နဲ့လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဗျာcoffee ဖြော်တာကဒီ position တစ်ခုအတွက်230ကနေပြီးတော့3မိနစ် SC က230ကနေပြီးတော့3မိနစ်ပေါ့တလို့ကျွန်တော်ကတော့ဒီ2မိနစ်ခွဲကနေ3မိနစ်တွင်းဖြော်မယ်ပေါ့ကျွန်တော်ကတော့သူကတော့2မိနစ်ခွဲနဲ့3မိနစ်တွင်းလို့ပြောထားတယ်ဗျာကျွန်တော်ကတော့ coffee ရဲ့ aroma ကို enzymatic ဘက်ကနေလိုချင်တဲ့အတွက်ကြောင့်မလို့ရေ temperature နည်းနည်းလေး short ထားမယ် grind size လေးကြီးထားမယ်အဲ့လိုကြီးပြီးတော့ကျွန်တော် brewing time ရှည်ပြီးတော့လောင်းမယ်ဗျာဆိုရင်ဒီကြလာတော့ brewing time ရှည်ခြင်းနဲ့ဆိုရင် grind size ကကြီးကိုကြီးရတာဥပမာအဖြစ် तू က2မိနစ်ခွဲနဲ့3မိနစ်ပဲဖြော်ရ recommendation ပေးရဆရာတို့က4မိနစ်ကနေမဟုတ်ဘဲ5မိနစ်ထိဖြော်ခြင်းနဲ့ဆိုရင်ဆရာတို့တေချာပေါ့ဘာလုပ်ရမလဲ cock grind လုပ်ဖို့လိုရလားအဲ့တော့ extraction ရဲ့ speed ကို control လုပ်ဖို့အတွက်ဆိုရင်ဆရာတို့ grind size နဲ့ control လုပ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ grind size နဲ့အလျောက်မှာလေသူ့ရဲ့ဘာထပ်ပါလာလေးတယ်ဆိုရင် flow rate ပါလာထပ်ပါလာ water flow ပေါ့ water flow ကမြန်ရင် under extraction ဖြစ်ပြီးတော့ slowly လုပ်မယ်ဆိုရင်တော့ over extraction ဖြစ်ဒါဆိုရင်ဆက်ပြီးသားကြည့်ပဲနံလို့ရတဲ့အမုတ်ဆိုင်ဟုတ်ရဲ့လား water flow ကနှီးလို့ရတဲ့အမုတ်ဆိုင်ဟုတ်ရဲ့လားဒါလည်းပြတော့ခက်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ဒါ water flow rate ပါကျွန်တော်
linkage ချိတ်ပြီးတော့တက်ပြီးစဉ်းစားသွားဒီနေရာမှာကျတော့ grand side လို့ပြောလိုက်တာနဲ့grand side ကကျတော့ဒီ vertical line အနေနဲ့ထားပြီးတော့ကျတော့ဒီ green time ကို horizontal time ထားလိုက်ပေါ့ line ထားလိုက်ပေါ့နော်အဲ့ဒီ line ထားလိုက်ပြီးတော့ခုန flow rate ကတော့ကျတော့ဘာနဲ့သွားပြီဆို diagonal မြင်းသွားပြီးတော့လောက်ကြည့်လိုက်ပါဒါဆိုရင်မျက်စိထဲမှာပို့ပြီးတော့ linkage ချိတ်တဲ့ဟာကိုကျတော့မျက်စိထဲမှာပို့ပြီးတော့မြင်သာလာမှာဖြစ်ပါတယ် now expression variable တစ်ခုအနေနဲ့ကတော့ဘာလဲဆိုရင် turbulent လို့ခေါ်တဲ့ agitation ကတော့ more agitation higher expression left agitation lower expression သူတို့ကတော့ agitation ဆိုတာကကျတော့ expression increase အတွက်သုံးတာဖြစ်ပါတယ်အဲ့တော့ agitation လျှော့လိုက်တာနဲ့ expression လျော့သွားပြီးတော့ agitation ပိုသုံးလိုက်တာနဲ့ higher ဖြစ်လာမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးကြည့်လိုက်တဲ့အခါကျရင် expression variable control ကဒီခုကလိုပဲratio နဲ့အလုပ်လုပ်ရပြီးတော့ expression variable control တွေကိုလုပ်ချင်တယ်ဆိုရင်တော့ကျတို့ဒီလေးခုနဲ့အလုပ်လုပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာဆက်ပြီးတော့သွားကြည့်မယ်ဆိုရင်အမုံ site ပါဟုတ်ပြီအမုံ site ကလည်းကျတို့ဘယ်သူပေါ်မှာသွားပြီးတော့ခြားနာလေးလို့ပြောရင် brew method ပေါ်မှာသွားပြီးတော့အမုံ site ခြားနာပါတယ် brew method ပေါ်မှာအမုံ site ခြားနာတဲ့အလေကဘာတွေထွက်လာလဲဆိုရင် expression type control တွေအပြောင်းလဲဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဥပမာအဖြစ်ကို brew coffee ဖြော်တယ်ဆိုရင်တာမန် coffee ဖြော်တဲ့အမုံ site ထက်သူကဘာဖြစ်ရမလဲဆိုရင်ကြီးရပါအမုံ site ကြီးတဲ့အတွက်ကြောင့်မလို့လေ expression time က12နာရီကနေပြီးတော့24နာရီတွင်ဖြော်ရတဲ့ coffee ဖြစ်ပြီးတော့ရေအေးနဲ့ဖြော်ရတဲ့ coffee ဖြစ်သွားတယ် temperature short ထားတယ်နောက်တစ်ခုကတော့ front brush ပေါ့ front brush ဆိုရင်ကျတော့4မိနစ်ဖြော်တယ်ပေါ့သူလည်းပဲခုန velocity ဖြော်တဲ့အမုံ site ထက်အနည်းငယ်သူက cost လောက်တော့ကျတော့ဖြော်ရတဲ့ method ပါပြောမယ်ဆို immersion brew method ပေါ့နောက်တစ်ခုကတော့ကျတော့ခုပေါ်ပါလို့ခေါ်တဲ့ velocity လိုဟာမျိုး chestnut လိုဟာမျိုးသူကတော့2မိနစ်ကနေ4မိနစ်ထိဖြော်လို့ရတဲ့ method ထဲမှာပါပါတယ်သူကတော့ရှေ့ကဖြော်ခဲ့တဲ့ coffee အမုံတွေထက်အနည်းငယ်အိုက်ပါတယ်ရှေ့ကဖြော်ခဲ့တဲ့ coffee အမုံတွေထက်နည်းတယ်လို့ပြောတာနော် fine ကအရန် 25 ဖြစ်နေရမယ်လို့ပြောချင်တာမဟုတ်ဘူးသူထက်အောက်ကထပ်ပြီးတော့ရှိမယ်ဆိုရင်တော့ espresso ပေါ့ espresso ထပ်ပြီးရှိမယ်ဆို darkလို့ခေါ်တဲ့ကျတော့ဒီတချို့ကသဲ coffee လို့ခေါ်ကြတာပေါ့ဒါမျိုးတွေက extra fine တွေထိဖြော်ရတယ်သူတို့ချင်တာကဒီနေရာမှာအမုံစားတော့လေမြင်ရပါဖြစ်ပါတယ်ဟောလီ expression time ဒါကြောင့်လို့အမုံ site နဲ့ expression time ဒီ relationship ရှိတယ်ဆိုတာကိုကျတို့မှတ်ထားဖို့လိုပါတယ်နောက်တစ်ခုတော့ဒီ grand site တရားနေပြီးတော့ဖြစ်စေနိုင်တဲ့ကျတို့ဒီ effect တွေပေါ့နော်တရားကိုတနေ့တော့ကလည်းပြောပါတယ်ဒီ lesson number 4လောက်ကထင်တယ်ကျတို့ online class lesson number 4လောက်ကထင်တယ်ပေါ့နော် coffee က extraction ထုတ်တယ်ဆိုရင် coffee ရဲ့အပိုင်းနှစ်ပိုင်းကနေထုတ်ပါတယ်တစ်ပိုင်းကတော့ outer layer မှာရှိတဲ့အပိုင်းနဲ့ inner layer မှာရှိတဲ့အပိုင်းအဲ့တော့ coffee ကကြီးလေ outer layer ဖြစ်ပြီးတော့ coffee site သေးကျတော့ outer layer ကပိုကြီးဖြစ်ပါတယ်အဲ့ဒါကိုဆရာတို့သိထားဖို့လိုအပ်ပါတယ်အဲ့တော့ coffee ရဲ့မျက်နှာပြင် area ကြီးလေ extraction လေးပါsorry မျက်နှာပြင် area များလေးလေဆရာတို့ဒီ extraction ထုတ်ရတာပို့ပြီးတော့လွယ်ကူလာလေးပါအားကြောင့်လို့ fine coffee တွေ extraction ထုတ်ရပို့ပြီးလွယ်ကူတဲ့အတွက်ကြောင့်လို့ 5 particle တွေက over extraction ဘက်ကိုပို့ပြီးဥတည်သေးပါ cost particle တွေကကြတော့ကျတို့သူက extraction ထုတ်ရမလွယ်ကူတဲ့အတွက်ကြောင့်မလို့သူက under extraction ဘက်ကိုပို့ပြီးတော့ဥတည်သေးမှာဖြစ်ပါတယ်
လဲနည်းနည်းလေးပါသူမတည်ဘူးထင်တယ်သင်တန်းပြီးတော့မယ်ခုတည်း application က download ဆိုတာတဲ့အားလုံးဒီအမုံဆိုင်နဲ့ပတ်သက်ပြီးတော့နားမလဲတာရှိရင်ပြောပါတော့ဒါရနားလေပြီးသားဖြစ်မယ်ထင်ပါတယ်ဟုတ်ဒီတမှာ control ဘသူကဘသူကိုလှုပ်လဲဆိုတော့အကျိုးသက်ရောက်မှုကရှင်းရှင်းလင်းလင်းမသိကြသေးရပေါ့နော်ညာသူကတော့ general knowledge အရာတော့သိနေပြီးသားလည်းဖြစ်မှာရှိလားအမရှိတကယ်လို့အတန်ထွက်ပြီးမေးရမှာခက်ခဲရင်ဒါရပြီးမေးလို့ရပါတယ်မေးရမရှိရင်ဆက်သွားမယ်နော်သူတို့ကလာမေးရမရှိတာအမေးလည်းဖြေနိုင်မှာမဟုတ်လားပေါ့ဖြေနိုင်ပါလားဖြေနိုင်ကြပါလားဟုတ်တယ်အဲ့လိုပုံလေးသာရိုက်ပို့လိုက်ကောင်းနေပုံလေးရိုက်ပို့လိုက်သူသားလေသွားလေညင်တက်သွားလေထားကတော့ကြပြီနော်โอเคတခုတော့မေးချင်လို့ဆရာမေးပါဟုတ်ကဲ့ဆရာဟိုလေး role level ပေါ်မူတည်ပြီးတော့အမုတ်ဆိုင်ကကြီးတင်သေးတင်တယ်အဲ့ဒါလေးတစ်ချက်လောက်ရှင်းပြလို့ရတယ်ဆရာအမောက်ကိုက်ကတော့ကြီးရင်ဆရာတို့ under expression ဖြစ်တယ်ပေါ့နော်သေးရင်ဆရာတို့ over expression ဖြစ်တယ်ပေါ့ဒီနေရာမှာဒီနေရာမှာဆရာတို့ကဒီroast level မြင့်တဲ့ဟာကပေါ့နော် roast level မြင့်တဲ့ဟာကover expression ဖြစ်တဲ့ဘက်ကိုပိုပြီးဦးတည်သွားလာဦးဒါကြောင့်လို့ဆရာတို့ over expression ဖြစ်စေဘာကြောင့်ဒီအကောက်ဆရာတို့စဉ်းစားကြည့်ဘာကြောင့်နှုတ်ဖို့လိုအပ်တယ်လဲဆိုတခါတည်းမှာ brew method တွေကြောင့်နှုတ်ဖို့ပိုလိုအပ်တယ်ဥပမာဆိုတော့ medium carols ကိုဆရာတို့ fine grind လုပ်ပြီးမှဖြော်တယ်ပေါ့ဘယ်သူဖြော်လဲဆိုပြောရင်ဆရာတို့ pressure method နဲ့ espresso တွေမှာဆရာတို့ဖြော်တာတွေ့ရတယ်ဟောမမိတ်တတိတာရထားလိုက်ဘက်ကပေါ်မှာကြည့်ပြီးတော့အမုတ်တိုက်နှုတ်တင်တယ်နှုတ်ရမှာသို့တော်လည်းပဲမဖိနေနဲ့ညစ်တာဆော့မယ်
over exertion ဖြစ်တယ်ဆိုတော့ခုန brand size နဲ့ကျတော့ဘာလုပ်ရမလဲဆိုရင်နည်းငယ် cough လောက်ရတဲ့ဟာမျိုးလေလောက်ချင်လောက်ရမှာပေါ့ဒါကကျတော့ဒီအပေါင်း site ဒူလာတွေငါတွေ rose level ပေါ်မှာဒီ rose level ပေါ်တွေကနေပြီးတော့ကျတော့ brew method ရွေးချယ်တဲ့ပုံမှန်တဲ့ကြောင့်များပါတယ် 没批没了，没批。 ပြောင်းလဲလောက်ရပါတယ်ဒါမှပို့ပြီးတော့လောက်ရတင်တယ်ပေါ့နော် rose level ပေါ်မှာလိုက်ပြီးတော့ဆရာတို့ဟိုဟာကိုအပြောင်းလဲမလုပ်ပါနဲ့နော်အပြောင်းလဲမလုပ် brand site ကိုအပြောင်းလဲမလုပ်ပါနဲ့ brew method ပေါ်မှာကြည့်ပြီးတော့ rose level အလဲအပြောင်းလဲပို့ပြီးတော့လောက်ရတင်တယ်လောက်ရတင်တယ်နော်နောက်တစ်ယောက်ကမေးထားတာကpositive brewing မှာ channeling ကိုဘယ်လိုကာကွယ်မလဲတဲ့ coffee filter မှာ pressure tamping လုပ်ဖို့လိုသလားတဲ့coffee filter မှာတော့ tamping လုပ်ဖို့မလိုပါဘူးเนาะ coffee brewing မှာတော့ tamping လုပ်ဖို့မလိုပါဘူးဒီ timing လုပ်တဲ့ဟာက espresso မှာပဲရှိရပါเนาะ positive မှာ channeling ဖြစ်စေတာကတော့ water flow မညီလို့ပြောမယ်ဆို coffee bud distribution မညီလို့ pouring technique မမှန်လို့ဒါတွေကြောင့်ဒီ channeling ပူဖြစ်စေတာပေါ့နော်အဓိကတော့ channeling ကိုကာကွယ်တင်နေဆိုရင်တော့ကျတော့ဒီ blooming ကိုကျတော့ကောင်းကောင်းလုပ်ဖို့လိုရတယ် blooming ကောင်းကောင်းလုပ်ဖို့လိုတယ်ပြီးရင်နံပါတ်1အနေနဲ့ coffee ကျတော့ဒပါလေးကိုထည့်ပြီးသွားတာ ਨੇ shape လေးနည်းနည်းလေးကိုတို့ကျတော့ညီအောင် leveling ညီအောင်လုပ်ကြတယ်မလား even surface ဖြစ်အောင် flat ဖြစ်ပြီးတော့ even surface ဖြစ်အောင်လုပ်ကြတယ်ဒါမျိုးဖြစ်အောင်လုပ်ပြီးသွားပြီဆိုရင်ကျတော့ရေ2ဆသို့မဟုတ်3ဆပေါ့ SCS တန်းတဲ့အရာပေါ့နော်ရေ2ဆသို့မဟုတ်3ဆအားလုံးကိုလုံးစိုးအောင်လောင်းပြီးရင်30စက္ကန့်နဲ့45စက္ကန့်တော့ပြောချင်တာတော့ blooming မကောင်းရင် channeling ပိုဖြစ်ပါတယ် blooming ကောင်းရင် channeling မဖြစ်ပါဘူး blooming မကောင်းရင်တော့ dry spot ဖြစ်တယ်လို့ရှိတဲ့ဘက်ကကျတော့ပြောခဲ့လာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ channeling မဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုစက်နာနေပြီးတော့ pouring လောင်းနုညံ့လောင်း control လုပ်ပြီးတော့ flame လောင်းနောက်ပြအရင်ညှစ်ပြီးတော့မလောင်းနဲ့ဒါဆိုရင်တော့ channeling ကိုကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဒီနေ့မှာဒီ timing ဖိရကတော့ဖိဖို့မလိုအပ်ဘူးเนาะ positive မှာ timing ဖိရဆိုတာမရှိပါဘူးpressure ဖိရဆိုတော့ timing ဖိရသဘောဖြစ်နေလို့ဆရာပြောတာပေါ့เนาะဒါက empty တဲ့ empty ကဘယ်သူလဲတော့မသိဘူးဆရာဖြေသွားတဲ့ဟာကို okay ရမယ်နော် okay အဲ့ဆိုရင်ဆရာတို့ okay ကျေးဇူးပါအဲ့ဆိုရင်ဆရာတို့ next slide သွားပါမယ်နော်okay အဲ့ဆိုရင်ဆရာတို့ next slide သွားပါမယ်ကျတော့ဝင်လို့မရဘူးခုတတိမရလာဘူးနော်အဲ့ဆိုရင် next slide သွားပါမယ် next slide ကတော့ဆရာတို့ဒီ water chemistry ပါအဲ့တော့
ရေမှာရှိနေတဲ့ chemical science ကိုဆရာတို့နားလည်အောင်လုပ်ဖို့လည်းလိုအပ်ပါတယ် SC ကတော့ဒီဘက်က chat ကြီးတိုင်းပဲပေါ့နော် no order no color နာမည်ဘူးဆရာတို့အရောင်မရှိရဘူး no chlorine မရှိရဘူး total solid ဒီနေရာမှာ TDS က electrical criticism စီကနေလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဒီနေရာမှာ percentage မဟုတ်နေဘူးဆိုတာကိုမှတ်ထားပါ percentage မဟုတ်ပါဘူးနောက်တစ်ခုကတော့ Classian hashnet total alkalinity pH ပြီးရင် sodium เนาะဒီဟာတွေကတော့ဆရာတို့ SC ကနေပေးထားတဲ့ charge ပေါ့အဲ့တော့ဒီနေရာမှာ hashnet လို့ပြောလိုက်တဲ့ခါကျရင် hashnet က Classian နဲ့ magnesium ပါဝင်မှုပမာဏဆရာတို့သိအောင်လုပ်ရမယ် alkalinity ပါဝင်မှုပမာဏသိရမယ်ပြီးရင်ဆရာတို့ pH percent pH ကဘယ်လောက်ရှိရဆိုတာကိုဆရာတို့သိရမယ်SCA water standards ကိုလည်းဆရာတို့နားလည်ရမယ်ဒါဆိုရင် water chemistry အကြောင်းဆရာတို့ဆက်ပြီးတော့ဆွေးနွေးလို့ရတယ်အဲ့တော့ coffee ရဲ့ extraction မှာဒါပြီနော် coffee ရဲ့ extraction မှာ90% ထိ influence လုပ်နိုင်တာရေရဲ့ quality ဖြစ်တယ်အဲကြောင့်လို့ရေမကောင်းရင် coffee ကောင်းမှာမဟုတ်ဘူးရေကောင်းမှ coffee ကောင်းမှာဖြစ်တယ်ရေကဘာလို့ရေကောင်းဖို့လိုလဲဆိုခုန coffee ရဲ့ extraction ပိုင်းမှာ90%ကရေက quality အကောင်းဆုံးလုပ်ပေးတာဖြစ်တယ်ဒါလို့ရေမကောင်းရင် coffee ရတာကောင်းမှာမဟုတ်ဘူးဆိုတာက coffee ထဲမှာရေရဲ့ပါဝင်မှုက 98% ထိပါဝင်တယ်ဒါကြောင့်မလို့ coffee မကောင်းရေမကောင်းရင် coffee မကောင်းမှာမဟုတ်ဘူးဒါကတကဏ္ဍတစ်ခုခုတရားပြောလို့ချင်တာဆိုတော့ coffee ရဲ့ရေ quality coffee ဖြောဖို့အတွက်ရေ quality မကောင်းဘူးဆိုရင် coffee ရဲ့ extraction ကို90% influence လောက်တာကရေရဲ့ quality ဖြစ်တယ်ဒါကြောင့်ရေမကောင်းရင် coffee ရဲ့ extraction လည်းကောင်းမှာမဟုတ်ဘူးအဲ့တော့ရေမှာတန်တို့အတူတိတာမြင်တာအတူလေးမှတ်လို့ရအဲ့ဒါတော့ဗာလဲဆို hash water နဲ့ source water တခု hash ဖြစ်တဲ့ရေနဲ့တွားပြီးတော့ဖြောမယ်ဆိုရင် coffee ကဆရာတို့over ဖြစ်မယ်အဲ့ဒီမှာခါတယ်ပြင်သူကဘာလို့ဆိုတော့ဘလို့ခါနေရမှန်းလားကိုမပြောတတ်အောင် flash ဖြစ်တဲ့ taste ကိုတွေ့နေရမှာဖြစ်တယ်နောက်တစ်ခုကတော့ soft ဖြစ်တဲ့ရေပေါ့ soft ဖြစ်တဲ့ရေဆိုရင်တော့ coffee ရဲ့အရသာက ana extraction ဘက်ကိုဥတည်သွားပြီးတော့ချင်းတဲ့ taste ကိုသွားနေမှာဖြစ်တယ်ဒါဆိုတရားတို့ကဒီနေရာမှာစဉ်းစားမှာဘာလဲလို့ပြောရင်ဒီ soft ဖြစ်တဲ့ရေလို့ပြောလိုက်တဲ့အခါကျရင် soft ဖြစ်တာကဘယ်သူကနေလှုပ်လဲဆို alkalinity ကနေလှုပ်တယ်အဲ့တော့ alkalinity hash နဲ့နဲပြီးတော့ alkalinity နဲတဲ့ရေတွေက sour and weak ဖြစ်ပြီးတော့ weak ဖြစ်သေးတယ်နော် weak ဖြစ်သေးတယ် hash နဲ့များပြီးတော့ alkalinity နဲနေမယ်ဆိုရင်တော့တရားတို့ coffee ကတရားတို့ပြီးတော့တရားတို့ sour ဖြစ်နေမှာဖြစ်တယ်ဆိုလို့ရလိုက်တော့ snap ဒီ coffee မှာဒီ coffee ဖြောဖို့အတွက်ရေမှာရှိနေတဲ့ hash nut ဒီဒါတို့ body ကိုအလုံးလုံးတယ်လို့ဒါတို့ဒီနေရာမှာမှတ်သားထားဖို့လိုအပ်ပါရေမှာရှိနေတဲ့ water chemistry မှာရှိနေတဲ့ alkalinity ဒီ acid ကိုအလုံးလုံးပါဒါကြောင့်မို့ချင်းမချင်းချင်းကို alkalinity ကအလုံးလုံးပြီးတော့ body ပြင်းချင်းပျော်ချင်းကို hash nut ကနေအလုံးလုံးပါအဲ့တော့ကောင်းမွန်တဲ့ coffee ရဲ့ flavor ရလာကိုကောက်ဖို့အတွက်ဆိုရင်ရေထဲမှာပါနေတဲ့ water component တွေကောင်းမွန်ဖို့လိုအပ်တယ်ဒါကြောင့်မလို့ mineral water တွေက coffee ဖြောတဲ့ခါကျရင်extract ပို့ထုတ်တဲ့ mineral water mineral များလုံးတဲ့ရေကြောက်extract ထုတ်တာ over extract ဖြစ်ပြီးတော့ mineral နည်းလုံးတဲ့ရေကကြတော့ဆရာတို့ coffee ဖြောတဲ့ခါမှာunder extraction ဘက်ကိုပို့ပြီးတော့ဥတည်သွားသိနိုင်ပါတယ် hash nut ဒီbody ကိုလှုပ်ပြီးတော့ alkalinity acid ကိုလှုပ်တယ်လို့ဒီနေရာမှာမှတ်သားထားဖို့လိုအပ်ပါတယ်ရေကောင်းတယ်ဆိုရင်တော့ balance ဖြစ်တဲ့ရေရမှာပေါ့ဒီနေရာမှာ pH ကတော့အလုံးသိကြတဲ့ acid and base ကိုအလုပ်လုပ်တာပါ pH SCA standard ကတော့ 6.5 ကနေပြီးတော့ 8 recommendation ပေးပါတယ်နော် pH 7 ဖြစ်မှရေဖြောလို့ရမှာလားမဟုတ်ပါဘူး 6.5 တွေလည်းဖြောလို့ရပါတယ်
7.5 တွေလည်းဖြော်လို့ရပါတယ် A7 ဖြစ်ဖို့ထက်ကျတော့က 6.5 အောက်မရောက်ဖို့လည်းလိုအပ်တယ်လို့8ထက်လည်းကျော်လို့မရောက်ဖို့ပဲလိုအပ်တာပါနော်အဲ့တော့ pH ကဘာလို့လဲဆိုတော့6.5 အောက်ရောက်သွားရင်ကျတော့pH ကသူရောက်သွားမယ်ဆို acid ဘက်ကိုရောက်သွားမှာဖြစ်တဲ့အတွက် coffee ရဲ့အရသာကချင်နေမှာဖြစ်တယ်ဖြစ်ပြီးတော့ကျတော့ကောင်းမွန်တဲ့အရသာတွေဖြစ်နေမှာမဟုတ်ဒါကြောင့်မလို့ကျတော့ pH ကလည်း 6.5 ကနေပြီးတော့ကျတော့8ထိသုံးပြုလို့ရပါ SCA water standard ကတော့ကျတော့ပြောမယ်ဆိုရင် SCA ကြီးအကြောင်းကလေကျတော့တိတက်သင်ဖို့ပို့ပြီးတော့ဒီမှာပို့နားလည်မှာပေါ့နော်ဒီနေရာမှာကျတော့ရေရဲ့ chemistry science အနေနဲ့ပြောမယ်ဆိုရင် Harshner alkalinity pH ကိုနားလည်ရင်နားလည်ပါအဲ့ဒါလေးနားလည်လို့ပါတယ်နောက်ကတော့ water composition ကတော့ခင်ဗျားတို့ဒီ power point ကိုရလိုက်တယ်ဆိုရင်တော့ခင်ဗျားတို့တော်တော်အကျိုးရှိမယ်လို့ယူဆတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကိန်းဂဏန်းတွေကခင်ဗျားတို့အနေနဲ့လိုက်ဖို့ကိန်းဂဏန်းတွေဖြစ်power point ထဲမှာပါပြီးသားဆိုရင်ခင်ဗျားတို့အတွက်ယူရလာပို့ပြီးအဆင်ပြေအဲ့တော့ water composition တွေပါနောက်တစ်ခုတော့ဒီဘက်ကကျတော့ဒီရေပေါ့နော်ရေမှာဆိုရင်ဘယ်တွက်ဆိုရင်ဘယ်ရေသုံးတင်လဲပေါ့SC ရဲ့ chromosome ဖြစ်တဲ့အားကတော့အဲ့မှာဒီလွတ်တဲ့ဟာပေါ့နော်လွတ်တဲ့ဟာဘာလဲဆို coffee တော်ဖို့အတွက်ရေရဲ့သုံးကအဲ့မှာအောက်မှာကြည့်ဒီအပြာရောင် star လေးပြထားတဲ့ဟာလေးနဲ့အညိုရောင် star လေးပြထားတဲ့အားလေးမြင်ရမှာဖြစ်ပါအဲ့တော့အဲ့ရေကတော့ကျတို့ဘယ်တွက်လဲဆိုရင် dark roast တွေနဲ့ဖြော်တဲ့ coffee တွေအတွက်အဲ့သုံးမှာဖြစ်တဲ့ရေကပို့ပြီးတော့ပိုကောင်းတယ်ပြောချင်တာတော့ဒီဘက်မှာ total harshness 130ကနေပြီးတော့ alkalinity 50ဝန်းကျင်မှာရှိနေတဲ့ရေက dark roast ထပ်ပို့ပြီးဖြစ်ပြပါတယ်အဲ့တော့ medium roast ထပ်ဆိုရင်ကျတို့ဒီဘက်light brown ပေါ့ light brown medium roast အတွက်စားလေးရှိပါတယ်သူကတော့ဟောကျတို့ဒီ100နဲ့150ကြားထဲမှာရှိပြီးတော့140ဝန်းကျင်ပေါ့140ဝန်းကျင် Harshness နဲ့ alkalinity 50ဝန်းကျင်မှာရှိနေတဲ့ကောင်က medium roast အတွက်ပိုကောင်းပါနောက်တစ်ခုကတော့ Harshness 160နဲ့ဒီ160ဝန်းကျင်နဲ့50ကြားမှာရှိတော့80ဆိုတော့ပိုကောင်းပါlight roast အတွက်ဆိုရင်တော့ဆရာတို့185 around နဲ့ဆရာတို့50ဝန်းကျင်မှာဖြိုတဲ့ coffee က light roast အတွက်ပိုပြီးတင်တော့ပါအကို brew အတွက်ဆိုတော့ဒီ star ဟိဘက်ဖြိုလို့ရတယ်ပေါ့နော်ဒါဆရာကဒီဟိုဖြစ်စေနိုင်တဲ့ဟာကိုပြောတာပါတကယ်တော့အဲ့ဒီရဲ့ water control chart မှာပြထားတာက exotic ထက်တွေအတွက်ဆိုရင်ဒါတော့ hashtag နဲကိုနဲဖို့လိုအပ်တယ်အဖြစ်လို့နဲဖို့လိုအပ်တယ်လို့ပြောရင်ကျတို့exotic ဆက်တွေထဲမှာရှိနေတဲ့ boiler ရဲ့တက်တန်းပေါ့ boiler ရဲ့တက်တန်းlife scale တို့ accommodation တို့ဒါတွေကိုမဖြစ်စေအောင်ဆရာတို့က boiler ထဲမှာမဖြစ်စေအောင်ဆရာတို့က hashtag ပိုနဲဖို့နဲတုံဖို့ပိုလိုအပ်တယ် hashtag နဲလီလီဆရာတို့က copy ရဲ့ exotic machine ကတက်တန်းရှိလီလီဖြစ်တယ်ဒါကြောင့်မလို့ချို့ copy တိုင်းနေဆိုရင်ဒီ exotic ဆက်ထဲမှာသွားဖို့အတွက်ရေကိုတိတက်အောင် water ဖြစ်အောင် filter တွေခံပြီးတော့တုံးကြတာဖြစ်တယ်နော်တုံးကြတာဖြစ်တယ်is water just ကျတော့လီလာဖူလေလူပါတယ်ဆိုတော့ဆက်လိုက်ထည့်ပေးတာပါဒီဘက်ချက်ကတော့တရားတို့ပါလဲဆိုရင်ခုနရေမှာပါနေတဲ့ composition calcium နဲ့ magnesium နော် calcium နဲ့ magnesium ဟိုဘက်ကဒီမှာကျတော့ calcium နဲ့ magnesium ကဆရာတို့ဒီဒါလည်းဒီနေရာမှာစဉ်းစားမှာ temporary harshness နဲ့ဆရာတို့ဒီ primary harshness ပေါ့နော် harshness နှစ်ခု꿰တဲ့ဟာလေးလည်းရှိရဒါလည်းရေသီးတန့်ကြောင်းကောင်းကောင်းတင်မှပို့ပြီးနားလည်လိမ့်မယ်ထင်တယ်ပေါ့နော်ဒီညမှာတော့ကျတော့ဒီလိုလေးရှိတယ်သူကလေဒီနေ့ပတ်သက်ထားရင်ရပါပြီနောက်နေ့
ရေကြောင်းတိတက်တင်တဲ့နေ့ကြရင်ဒီထက်ပိုပြီးတော့အကျယ်တဝင့်ဆရာတို့ဆက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်တယ်ဒီနေရာမှာထပ်ပြီးစဉ်းစားရမှာကြည့်ရမှာရေလို့ပြောလိုက်တာနဲ့ဆရာတို့ရေရဲ့ temperature ကိုလည်းဆရာတို့ထပ်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရေရဲ့ temperature ကအပြောင်းလဲပေါ်မှာဆရာတို့ဒီရေ molecule လေးတွေပြောင်းလဲသွားတဲ့ပုံမှန်စံတူပါဟုတ်ပါနော်တူမှာမဟုတ်နေဘူးဒါကြောင့်လို့လေရေ temperature မြင့်တဲ့ coffee နဲ့ဖြောရင်ဆရာတို့ဘာဖြစ်လဲဆိုပူခါတယ် temperature နှိမ့်တဲ့ coffee နဲ့ရေနဲ့ဖြောရဲဆိုရင်ပူချင်တယ်ဒီနေရာမှာဆရာရေရဲ့ temperature လို့ပြောရင်ရေရဲ့ temperature ကိုဆရာတို့ energy လို့မှတ်ထားဖို့လိုအပ်ပါတယ် energy တော့ဘာလဲဆိုစွမ်းအင်ပေါ့နော်စွမ်းအင်မတူနော်ချို့ကစွမ်းအင်စွမ်းအားအဲ့ဒါမျိုးတွေမတူဟိုဆရာတို့ကလွယ်တကူမှတ်ကြတာလူတွေကနောက်ပြီးတော့ temperature နဲ့ heat နဲ့လည်းမတူဒါလည်းရှေ့တစ်ဘက်ကဒါတို့ပြောခဲ့ပြီးသွားပြီနော်ဒါတွေအလွယ်တကူမှတ်ပါနဲ့တခြားကွဲပြားအောင်ဆရာတို့လုပ်ပါโอเคဒါဆိုရင်ရေရဲ့ဒီခမစီနဲ့ပတ်သက်ပြီးတော့ဆရာတို့ဘာနားမနေလိုက်တာရှိလဲမေးစရာရှိရင်မေးပါဒီကျဲမှာ Buddhist ကြောင့်မေးကြတဲ့လူကအများကြီးနော် Buddhist ရောဖြောဘူးကြရလားတော့မသိဘူးဟိုတနေ့က blooming ကြောင့်တင်ပြီးတော့ Buddhist ဖြောလိုက်တဲ့လူဖြောခဲ့တဲ့ဆိုတဲ့လူမတွေ့ရဘူးဖြစ်နေရေကြောင်းမသိသေးရင်မေးစရာရှိရင်မေးပါအရှင်းလင်းလိုက်တာမျိုးရှိတယ်မေးစရာမရှိရင်ဆက်သွားပါမယ်ရှိရရှင်းစရာမေးစရာရှိပြောပါ cash water နဲ့ soft water ကိုကျတော့ဒီမျိုးဘယ်လိုသိနိုင်မှာလဲရှင်သမီးက TTF မီတာနဲ့ကြည့်ရင်တော့ပို့ပြီးတော့သိနိုင်တယ်ပေါ့နော်TTF မီတာနဲ့ပို့ပြီးတော့ကြည့်မှဒီ soft ဖြစ်ခြင်း hash နဲ့ဖြစ်ခြင်းပေါ့တချို့ mineral တွေပါတဲ့ဟာကြတော့တို့ဒီ TTF မီတာတွေရှိဖို့လိုအပ်တယ်ဒါကြောင့်လည်းတို့ကဒီcoffee တင်တန်းလေးပါတွေမှာဆိုရင်တို့ရေဒီကိုတိုင်းတဲ့ဟာတွေကိုဥသားပေးပြီးတော့တင်ကြတာပေါ့ဒီ TTF မီတာကတော့ရေတိုက်တဲ့ TTF မီတာတော့တိတ်သေးမရှိဘူးတပည့်ပါလောက်ပဲရှိမှာဒါတော့မြန်မာငွေဆိုရင်4000လောက်နဲ့ဆိုရင်ရတယ်တသိန်းကျော်2သိန်းဝန်းကျင်ဟာတော့နည်းနည်း professional ပိုစံတာပေါ့ပို့ပြီးတော့ကောင်းTTF မီတာတော့ရေတိုက်တဲ့ TTF မီတာတော့ရှိထားတဲ့နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုသုံးနေတဲ့ရေကပြဿနာတွေတက်စေလားမတက်စေလားပေါ့နော်ကျေးဇူးပါunit water quality unit water quality ကတာအရင်တစ်ဘက်ကလည်းဆရာတို့ပြောခဲ့တယ်ပေါ့နော်ဒီနေ့ဆရာထပ်ပြောရမယ်ရေရဲ့ rating ကဆရာတို့ဒီ SC ရဲ့ recommendation ပေးထားတာက40ကနေဆရာတို့ quality ကဆို40ကနေ85ကြားတယ်ပေါ့နော် hashtag အနေနဲ့ဆိုရင်တော့ဆရာတို့50ကနေ185ကြားတယ်နော်အတူကောင်းမှတ်မယ်ဆိုရင်တော့ဆရာတို့85ကနေ185ကြားထဲမှာဆိုရင်ဒါ unit ဖြစ်တဲ့ရေ quality ရဲ့ rate ပေါ့နော်သမီးခုနမေးနေရမေးပါခုနသမီးမေးနေတဲ့မေးကိုမေးပါဘာမေးနေရလဲမသိဒါလည်းမေးပြီရှင်ဟုတ်လားဆရာခုနဖြေလိုက်တဲ့ဟာကိုနားလေလားဟုတ်နားလဲပါရှင်နားလေနော်ဟုတ် MT ကဘာလို့လဲမသိနော် MT မေးတဲ့မေးခွန်းဆရာဖြေထားတယ်
အော်ကိုမျိုးထွန်းโอเคပါကိုမျိုးထွန်းကိုမျိုးထွန်းမန္တလေးမှာရှိရင်မနေ့ပြန် brewing professional အတန်းရှိရနော်ကိုမျိုးထွန်း ဆရာ အဲ့ဆိုရင် ကျွန်တော်မေးလို့ရအောင် အမေ ဆရာလေ TDS နဲတဲ့ရေနဲ့ RO water ရေနဲ့ဖြော်ရလေဆရာဘယ်လိုအရသာထွက်နိုင်လဲဆရာ dry နဲ့လို့ပြောကြတာအဲ့လိုမျိုး အော် water နဲ့ဖြော်ရဲဆိုတာတော့ဟိုဆရာတို့ဘယ်လိုပြောမလို့တေချာတော့ acidity ဘက်ကိုပို့သွားမှာပေါ့နော်ဘာလို့လဲဆိုတော့သူက harshness လည်းနည်းတယ် alkalinity လည်းနည်းတဲ့အထဲမှာပါတယ်သို့တော်လည်းပဲဆက်တော့စက်တီရဲ့ဓာတ်ခံနိုင်မှုတော့ပိုကောင်းတယ်တက်တန်းပိုရှိရပေါ့အဲဒါမှအော် water တွေနဲ့သုံးနေဒါဆိုရင်ကျတော့အဲ့ဒီချင်းတဲ့ဟာတွေ body တွေကိုပို့ပြီးမဖြစ်စေအောင်လို့ကျတော့ဘာလို့ဆိုတော့ဒီ higher temp တို့ဟိုဒီ temping လုပ်တဲ့ဟာတွေ pressure တွေဒီလို method တွေပေါ်မှာပဲပို့ပြီးတော့3 တာရှိရပေါ့ဒီ espresso set တွေအတွက်ပဲ hour water နဲ့ပို့ပြီးတော့လောက်တာလဲပို့ပြီးတော့အဆင်ပြေရပေါ့နော်ကျတော့ဒီ hand brew အတွက်ဆိုရင်တော့ hour water နဲ့သုံးတာတိတ်အရန်မဆင်မပြေနေဘူးဘာဖြစ်လို့လဲဆိုတော့ mineral အရန်ပါတဲ့ဟာတွေမဟုတ်တော့ကြတော့ကျတော့ဒီ coffee တဲမှာပါနေတဲ့တကယ်အရာတွေကိုじゃဒီ slow extract နဲ့တော်တော်ဖြော်ဖို့နည်းနည်းလေးခက်တာပေါ့professional water မလို့ professional တန်နေဆိုရင်တော့ဖြော်ရတာနည်းနည်းလေးပို့ပြီးအဆင်ပြေရwater ကတော့ကျတော့ဒီတေချာလာတော့ espresso set တွေအတွက်ခွာမဖြစ်အောင်လို့ပို့ပြီးသုံးတင်တာပေါ့နော်နောက်တစ်ခုကလည်းကျက်မိုင်းနဲ့လည်းပို့ပြီးညွတ်တယ်ပေါ့လေကျက်မိုင်းနဲ့လည်းပို့ပြီးညွတ်တယ်ပေါ့ ဆရာလေဒီမှာမြန်မာနိုင်ငံမှာရှိတဲ့ရေတန်းတော်တော်များများလေအဲ့ TDS က20 50အဲ့ပတ်ဝန်းကျင်တွေပဲရှိကြတာဆိုတော့လေအဲ့လိုဖြော်မယ်ဆိုရင် ချစ်မှာပဲ အဲ့ ဖြော်မယ်ဆိုချစ်မှာပဲ ချိုးအောင်ဆိုရင်ဘယ်လိုဖြော်ရမလဲ အချောင်းဒီကိုဖြော်တဲ့ရေကြောင့်ပေါ့နော်ရေရဲ့ quality မကောင်းဘူးဆို coffee ရဲ့ extraction ကောင်းမှာမဟုတ်ဘူးလို့ဒါတော့ပြောပြီးသားပေါ့နော်အဲ့ဒါတော့ဘာလို့ချိုးအောင်ဒီရှင်းနေတဲ့ရေနဲ့ဘလို့ဖြော်ချိုးမှာမဟုတ်ဘူးချိုးမှာမဟုတ်ဘူးဒါဆိုရင်ဆရာတို့ကရေ combination လောက်ကြမယ်ပေါ့နော်ရေသက်ကြမယ်ဒီလိုဟာမျိုးပေါ့ရေသက်ကြမယ်လို့တချို့လောက်ကြရလေရေဒီ formula တွေဆက်ကြတာပေါ့ခုနကဒီ formula ဆိုတာ water ဒီ formula ဆိုတာဒါကိုရေသက်တဲ့ဟာကိုတရားပြောထားတာပေါ့နော် distilled water ဘလောက်နဲ့ ppm ဘလောက်ရှိတဲ့ရေအဲ့ရေနဲ့ပေါင်းဆိုပြီးဒီမှာတရား formula လေးရေးပေးထားအဲ့လိုလည်းဆက်ကြတယ်တချို့ကအဲ့လိုမဆက်တော့ဘဲနဲ့TDS ပြင်းတဲ့ရေသုံးလိုက်တာပေါ့ဥပမာအဖြစ်တရားတို့တခုဒီမှာ light ပေါ့ light နဲ့ app ပိုင်းဆိုရင် company တခုလေးပဲဒါပေမဲ့ light ကTDS 20 to 30 ဝန်းကျင်မှာရှိနေပြီးတော့20 to 30 ဝန်းကျင်တော့တချို့ကမရှိတချို့ light ရှင်းတတ်နေရအပိုင်းဆိုရင်40ကနေကျတော့50ကြားထဲမှာရှိတယ်ဒါဆိုရင်အပိုင်းဒီ light ကိုပြုပြင်နေမှာနဲ့ဆိုင်ကျတော့အပိုင်းကိုပို့သုံးလိုက်တာကကျတော့ coffee brewing တော့ပေါ့နော် brewing တော့ပို့ပြီးတင့်တော်တယ်ပို့ပြီးအဆင်ပြေရပေါ့တချို့ဟာတွေဆိုရှိသေးတယ်17တို့30တို့အဲ့လိုမျိုး rating တွေလည်းရှိတယ်ကျတော့အဲ့ဥစ္စာတွေနဲ့ဆိုရင်တော့လေချာပေါက်ချစ်မှာပြင်လို့မရကဲတယ်လို့မရရေ quality မကောင်းတဲ့ဟာကိုဘလိုနည်းနဲ့မှကဲလို့ရမှာမဟုတ်ဘူးအဲ့တော့ဆရာတို့ကကောင်းချင်ရင်ခုနပေါ့ရေကိုရွေးရတော့မယ်ပေါ့နော်ဘလိုရေရွေးမလဲတချို့ရေတွေတို့ရှိရလေဒေးကြည့်ကြရ mineral water တို့ဘာလို့ပေါ့အဲ့ mineral water နဲ့ဖြော်တဲ့ဆိုရင်လေကိုကဒီ agitation short တဲ့ short ရမယ်ဘာလို့ mineral water ဆိုတဲ့သဘောတရားအရာက mineral များနေလို့လားပေါ့ဘာအဲ့ mineral မှာဘာ mineral များနေရလဲဆိုတာလေဆရာတို့ကနားလေဖို့လိုအပ်တယ်ပေါ့နော်ဆရာတို့ဒီပါဆရာတို့တင်တန်းမှာတင်နေဆိုရင်ဆရာတို့တင်တန်းမှာတင်နေဆိုရင်တော့အများစုအပြင်ဆရာအဲ့လို soft ဖြစ်တဲ့ရေ harsh ဖြစ်တဲ့ရေနောက်ကျတော့ဒီစုံမှာSC water စုံမှာရောက်တဲ့ရေဆရာတို့ဆက်ပြီးဖြော်ပြီးတော့ဖြော်ကြည့်ကြတယ်တကယ်လေကွာခြားမှုရော flavor ရောအများကြီးကွာတယ်ပေါ့နော် flavor aroma အဲ့ဒါတွေကစတော်တော်လေးကွာတယ်အဲ့တော့ဆရာတို့တစ်ခါလေးဆိုရင် basic ငါရေဆိုရင်200ကျော်ရှိရပေါ့200ကျော်ရှိအဲ့ဒါ200ကျော်တည်းကရေပမာဏဘလောက်နဲ့ဒီခုန30ဖြစ်နေတဲ့ရေပမာဏဘလောက်နဲ့ဆိုဆရာတို့အဲ့လိုရောပြီးတော့လည်းဖြော်ကြည့်ကြတယ်ဖြော်ကြည့်တဲ့အခါမှာတကယ်ကောင်းတဲ့ဟာလေ
ရှိလာတယ်ပေါ့နော်ရှိလာဒါပေမဲ့တရားတော့အမြဲတမ်းတော့အဲ့ဥစ္စာကိုတော့ recommendation မပေးဘူးပေါ့နော်ဘာဖြစ်လို့လဲဘေးစရန်လာတဲ့ကြီးဆိုတာတကယ် hash နဲ့မမကန်လာတဲ့ကြီးမှမဟုတ်တာပေါ့နော်မမှန်လားလာကြီးမဟုတ်တော့ဒါကြောင့်မို့တရားတို့ကဒီမြန်မာနိုင်ငံအနေနဲ့သုံးမယ်ဆိုရင်ဒီ ready to ဟိုဒီရတန်ဘူးတွေကအလွယ်တကူသုံးလို့ရမယ်ဟာတင်းနေလေးတီတီရဲ့တင်းနေလေးအဆင်ပြေနိုင်မဲ့ရေပေါ့နော်ခုအနေထားရဆိုတော့မြန်မာနိုင်ငံမှာအပိုင်းကျွန်တော်မန္တလေးမှာဆိုရင် lucky ရလည်းနည်းနည်းလေးမှန်တဲ့အထဲမှာပါတယ်ပေါ့နော်ဒီတီတီရဲ့နည်းနည်းလေး rating ကောင်းတဲ့အထဲမှာပါတယ်ဒီလိုမျိုးသုံးမလားပေါ့နောက်တစ်ခုကဒီမြန်မာနိုင်ငံမှာဆိုရင်အပိုင်းကတော့နေရာတိုင်းမှာရတဲ့အတွက်တော့အပိုင်းကိုသုံးမလားပေါ့နော်ပို့ပြီးတော့ကိုယ့်အတွက်ကော်ဖီဖြော်မဲ့ပစ္စည်းရတွေအတွက်ကောအဆင်ပြေနိုင်မဲ့အရာကိုပို့သုံးတဲ့နေပေါ့နော်ဒါမှပို့ပြီးတော့အဆင်ပြေပါဘူးဟုတ်ဆရာကျေးဇူးပါ ဒသနီကလည်းသူဟိုပဲဟို soft ဖြစ်တယ်အရန်ကြီးဟိုမဟုတ်ဘူး soft ဖြစ်တယ်နော်ဟိုကိုမျိုးထွန်းဟိုဒသနီနဲ့လည်းသွားဖြော်လို့မရဟိုတဲမိုင်းတော်ကောင်းတာပေါ့နော်ကိုကာကိုလာလည်းဖြော်ကြည့်ကျွန်တော်တော့မဖြော်ဘူးသေးကိုကာကိုလာရေးနေတော့ကြဖမမီးโอเคအဲ့တော့ရင်နောက်တစ်ခုတက်ပြီးသွားကြမယ်နော်နောက်တစ်ခုဆက်ပြီးသွားကြမယ်နောက်တစ်ခုကတော့ကျတော့ဗာလဲဆို pouring technique ပါpouring technique က extraction control ရဲ့အသေးနှလုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ pouring technique တာမကောင်းဘူးဆိုရင် extraction control အားရှိအားဘလိုကြီး control လုပ်ခဲ့ပါတယ်ဘလိုကြီးလုပ်ခဲ့ပါတယ်ဘယ်လောက်ကြီးပဲပြောဒီ pouring technique မကောင်းရင်တော့ extraction control ကကောင်းမှာမဟုတ်ပါဘူးဒါကြောင့်မလို့ pouring technique ဆိုပြောလိုက်တဲ့ခါကျရင် pouring technique ကခုကျတော့ center pouring center ပဲလောင်းနေပေါ့နော်ဒါပေမဲ့ center pouring ဒီဘသူ့ကို extract လုပ်သေးလဲပေါ့ဒါကိုကျတော့နားလည်အောင်လုပ်ဖို့လိုတယ်center pouring ဒီကျတော့ initial saturation ကိုပို့ပြီး improve လုပ်တဲ့အပိုင်းဖြစ်ပါတယ်ဒါကြောင့်လို့ center pouring ဒီအလဲဟိုကနေစလောင်းပြီးတော့ပြီးရင် spiral pouring ကတော့ပို့ပြီးတော့ even extraction ပို့ပြီးရသေးတယ်ဒါကြောင့်လို့လေ center ကနေစပြီးတော့ကျတော့ဘာဖြစ်လဲ spiral ဒီ cube ပုံလေးကျတော့လောင်းခဲ့ကြရဒါ even extraction ရသေးဖို့တော့ပေါ့နော်plus pouring ကတော့ကျတော့ဒီ flow control တော်တော်ကောင်းမှရမယ်ဒါဆိုရင်တော့ extraction balance ဖြစ်တဲ့ဟာပိုရတယ်နောက်တစ်ခါတော့ဒီအဲ့ဒါတွေရဲ့နောက်ကမှကျတော့ဒီ flow rate ပေါ့နော် flow rate တွေကလည်းပို့ပြီးတော့ control လုပ်ဖို့လည်းပို့လိုအပ်တယ်ဒီလိုမျိုးဟာတွေကို improve ဖြစ်အောင်ကောင်းမွန်လောင်းနေအောင်ရန်အရေးကြီးပါတယ်ရာတွေကောင်းမှသာလေ coffee ကပါလဲဆိုခုနကျတော့ blooming ကဲ့သို့တော့ပဲသူလည်း dry spot မဖြစ်စေပဲနဲ့ကျတော့ဒီ filter ကိုကောင်းမွန်ကျတော့ဘယ်လိုပြောမလဲ flow တွေ consistent ဖြစ်အောင်လောင်းမယ်ဆိုရင်ကျတော့ဒီရလာပိုင်းဆိုင်ရာတွေပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်ဆိုတော့ခုနဆရာပြောတယ် pouring technique ဒီ extraction control ရဲ့အသေးနှလုံးဖြစ်တယ်အဲ့တော့ pouring က taste ပေါ်မှာ direct control လုပ်တယ် pouring က taste ပေါ်မှာ direct control လုပ်တယ်ဒါကိုသတိထားပါဘာဖြစ်လို့လဲဆိုတော့ pouring ဆိုလိုချင်တာ taste ပေါ်မှာ direct control လုပ်တယ်ဆိုတော့ pouring ဒီ extraction ကို control လုပ်တယ်လို့ပြောလို့ရတယ်ပေါ့pouring မြန်လောင်းလိုက်တယ်ခုနတရားပြောခဲ့တယ်ပေါ့မြန်လောင်းလိုက်တယ်ဆိုရင်မြန်လောင်းတဲ့အရာသာဖြစ်စေနင်းလောင်းတယ်ဆိုနင်းလောင်းတဲ့အရာသာဖြစ်စေဒါပေမဲ့ကိုယ့်ရဲ့ personal ကြွကျင်မှုပေါ့နော် personal ကြွကျင်မှုက slowly လောင်းလာကဒီကို coffee နဲ့ကိုနဲ့သာတရာဖြစ်နေရဆို slowly လောင်းပေါ့ဒါပေမဲ့ကိုလိုချင်တဲ့ taste တော့ဖြစ်ဖို့လိုအပ်တယ်အဲ့တော့ pouring ဒီ taste ကို direct control လုပ်တာဖြစ်တဲ့အတွက် pouring မကောင်းရင် taste ကောင်းမှာမဟုတ်ပါဘူးဒါကြောင့်လို့ဆရာတို့ဒီမှာ agitation ဒီနေ့တွေပါတယ်ဆိုရင်ဆရာတို့ pouring ကိုတခြားကောင်းမအောင်ဆရာတို့ကလေ့ကျင့်ဖို့လိုအပ်တယ်အဲ့ pouring ကိုကောင်းအောင်လေသူ့ရဲ့လိုက်နာမယ့် parameter တွေပေါ့နော်လိုက်နာမယ့် parameter တွေကောင်းမွန်လုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်လို့ pouring ဒီဆရာတို့ taste ကို direct control လုပ်တာဖြစ်တဲ့အတွက်ကြောင့်လို့ဘယ် pouring ကဘယ်ဟာလိုချင်လို့ဘယ် pouring ကိုလောင်းသလဲပေါ့ဒါမျိုးကိုဆရာတို့
သိအောင်လုပ်ဖို့လိုအပ်ပါတယ်နော်သိအောင်လုပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်လို့ pouring လောင်းပြီဆိုရင်အများစု beginner ကနေ professional ဒီခုချိန်ဒီလောင်းနေတဲ့ technique တစ်ခုကတော့ဗာလဲဆို center ကနေပြီးတော့တဲတယ်တဲပြီးသွားရင်ဆရာတို့ဗာလဲဆိုလို့ဒီ spiral pouring လုပ်လိုက်တယ် cube ပတ်တယ် cube ပတ်ပြီးသွားပြီဆိုရင်ပြန်ပြီးတော့အဆုံးသက်ရင်လည်းဆရာတို့ဘယ်မှာဆုံးသက်လဲဆိုရင်ဆရာတို့ဒီ center မှာပြန်ပြီးတော့အဆုံးသက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါ initial saturation ကို improve ဖြစ်စေတဲ့နေရာကိုပြန်ပြီးတော့အဆုံးသက်စေရဖြစ်ပါတယ်နော် even extraction လုပ်ပြီးမှ saturation evaporation ကိုလုပ်သေးတဲ့ဟာပေါ့နော် initial separation ကိုလုပ်စေတဲ့နေရာကိုပြန်ပြီးသွားတယ်အဲ့တော့ဒီနေရာမှာဆရာကဒီ pouring လောင်းတဲ့ခါကျရင်ဆရာကနည်းနည်းလေး glue site သိချင်တာဘာဖြစ်လို့လဲအားလုံးဆရာတို့ဘာဖြစ်လို့လဲ dry spot မကြံအောင်လောင်းဖို့လိုအပ်တယ် dry spot မကြံအောင်လောင်းဖို့လိုအပ်တယ်လို့ပြောလိုက်တဲ့ခါကျရင်ဆရာတို့ကျောင်းသူကျောင်းသားတွေက coffee ရဲ့နိုင်ငံကိုသွားလောင်းတတ်သေးတယ်ပေါ့နော်ဆရာ coffee ရဲ့နိုင်ငံကိုမလောင်းမင်းနဲ့ coffee နဲ့ဒီနိုင်ငံနဲ့space တစ်ခုပေါ့နော် space တစ်ခုခြံပြီးလောင်းသိချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ space တစ်ခုခြံပြီးလောင်းလိုက်တာနဲ့ dry spot လည်းမကြံတယ်လို့ဆရာတို့ခုနဒီနိုင်ငံနဲ့ coffee နဲ့ဒီဒုပါနိုင်ငံကြားကနေစီးဆင်းလာမဲ့ရေတွေကိုလည်းဆရာတို့ကာကွယ်ပြီးသားဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီလိုဟာမျိုးအဲ့လိုမျိုးတွေအားလုံး effect ဖြစ်အောင်သူ့ဖို့တကယ်လို့မစိုးဘူးဆိုရင်တစ်ချိန်တစ်ခါဘယ်တော့လဲဆို pouring pouring လောက်မှာဆရာတို့ဒီနိုင်ငံနဲ့နည်းနည်းလေးထိလောင်းခြင်းနေဆိုရင်လောင်းလို့ရတယ်ပေါ့နော်ဆရာတို့scan pouring လောက်မှာတော့အဲ့လိုမျိုးသွားပြီးတော့မဖြစ်စေချင်ဘူးเนาะမဖြစ်စေချင်ဘူးဖြစ်လိုက်ပြီဆိုတာနဲ့ coffee ရဲ့ဒီ dry spot တော့မကြံဘူးဖြစ်ပေမဲ့ channeling ဖြစ်စေတဲ့အရာတွေပို့ပြီးဖြစ်စေနိုင်တယ်ပေါ့เนาะဖြစ်စေနိုင်တယ်ကိုကျွမ်းကျင်သွားတယ်ဆိုရင်တော့ကိုထုတ်လုံးနိုင်တယ်ဆိုတော့တစ်မျိုးပေါ့မလုံးနိုင်သေးဘူးဆိုရင်တော့အဲ့လိုနေရာတွေကိုအရင်ဆုံးမထိအောင်လောင်းကြည့်ဖို့လိုအပ်တယ်နောက်တစ်ခုကတော့ဆရာတို့ဒီဒီ chat လေးပေါ့เนาะအရေနဲ့ဆရာတို့ဒီ coffee နဲ့ပေါ့เนาะရေနဲ့ coffee နဲ့ရေကဒီ coffee ဖြတ်တဲ့ pouring ဖြတ်တဲ့ဟာကလည်းသူကလည်းဆရာတို့ strength ကိုခုန improve ဖြစ်စေနိုင်တဲ့ဟာကိုလှုပ်လှုပ်သေးတာဖြစ်စေတဲ့အပိုင်းလေးတွေတခုရှိဘာဖြစ်လို့လဲဆိုတော့ဒီ strength ထဲမှာ body ရဲ့ texture ကိုဆရာတို့ဒီအလှုပ်လှုပ်စေတဲ့အရာကလည်းဒီ coffee ရဲ့ပေါ်မှာလောင်းနေရေရဲ့ pouring design နဲ့ pouring ဆရာတို့ခုနဒီဖြတ်တဲ့ဖြတ်ရည်ပေါ့နော်ဖြတ်တဲ့ဖြတ်ရည်ပုံမှာပိုတီးပြီးတော့လဲကွဲလွဲပါcoffee က၅ချိန်ဖြတ်တဲ့ရေနဲ့တစ်ချိန်နဲ့ဖြတ်တဲ့ရေနဲ့ ratio တူ coffee monoxide တူ parameter တွေအကုန်လုံးတူပြီးတော့ pouring ဒီလောင်းတဲ့ time ပေါ့နော် pouring time ကိုပဲဆရာတို့မတူတာပေါ့ရှင်းပြီးမြည်ကြည့်လိုက်ရင်ဘာတွေကွာသွားနိုင်လဲဆိုရင် coffee ရဲ့ဒီ body texture ပိုင်းလေးတွေကွာနေတာကိုတွေ့ရမှာဖြစ်ပါတယ် body texture ပိုင်းလေးကိုကွာနေတာတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာတို့ဒီ advance ဖြစ်တဲ့ pouring ဆိုတဲ့ကြီးဆရာတို့တွဲဖို့လိုအပ်တယ် advance ဖြစ်တဲ့ pouring ဆိုတဲ့ကြီးဆိုတာဆရာတို့ဒီ booster ကြီးလို့ပြောလိုက်တာနဲ့ booster ကြီး conshape နော် conshape ဖြစ်တဲ့ပြင်သူ့မှာသွားနေတဲ့ဒီ weight line လေးတွေက separate wrist လေးတွေသွားနေတယ်single hole ဖြစ်တယ်ဒါမျိုးပေါ့နော်ဒုပါတွေကိုကြည့်ပြီဆိုရင်ဒီအချက်၃ချက်ကကြည့်ရတယ်တချို့က booster ကြီးပဲဒါလည်း booster ကြီးပဲ booster ကြီးပဲဆိုရင် booster ကြီးကို booster ကြီးတိုင်းတူပဲဆိုပြီးတူဖြော်လို့မရတချို့ဟာတွေကမတူရွေချက်တွေမတူဒါတွေကိုလည်းနားလည်ဖို့လိုအပ်တယ်နော်အဲ့တော့ recipe တစ်ခုတည်းနဲ့ဆရာတို့ဒီ pouring ဆိုတဲ့ကြီးက taste ကိုဆရာတို့ဒီ shake တွေရတယ်အလုပ်လုပ်တယ်ဆိုတာဟုတ်လေဒီထားဖို့လိုအပ်တယ်နော် more pouring ဆိုရင် more control လုပ်ရမယ် less pouring ဆိုရင်clean cut တော့ရတယ် clear cut တော့ရတယ်ဒါပေမဲ့ weak ဖြစ်စေတဲ့ရလာမျိုးလည်းဖြစ်စေနိုင်တယ်ပေါ့နော်ဒါတွေကိုလည်းဆရာတို့ကနှိုင်းရှင်ပြီးတော့ကိုမြည်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်မြည်ကြည့်ဖို့လိုအပ်တယ်နောက်တစ်ခုကတော့ခုနဒီ coffee bag ရဲ့အပိုင်းပေါ့နော် coffee bag ရဲ့အပိုင်းcoffee bag ကိုဆရာတို့ကဘယ်လိုပဲစဉ်းစားမလဲဆို filter လို့ပဲစဉ်းစားပါ coffee bag ဆိုတာ coffee ညီထားတဲ့အညီမျက်နှာပြင်ရနေပြီးတော့ဘလောက်အမြင့်ပေါ့အဲ့ဒါကိုဆရာတို့ filter လို့ပဲစဉ်းစားပါအဲ့တော့ fine line ဆိုရင်ဆရာတို့ဘာစဉ်းစားနိုင်လဲဆိုရင် resistant ပုံမြင့်ပါတယ် resistant ပုံမြင့်ပါတယ်အဲ့တော့ backdash အနေအမြင့်သည်flow resistant ကိုအလုပ်လုပ်ပါတယ်ဥပမာဆိုရေ flow ကြီးရမယ်မြန်ရမယ်ဒါတွေကဘယ်သူ့ပုံမှာသွားပြီးမိခိုးလဲဆိုရင် coffee အမုန်းတွေရဲ့ resistant ပုံမှာမိခိုးပါတယ်အဲ့တော့
fine grind လို့ပြောပြီးဆိုတော့ resistant ကပို့ပြီးတော့မြင့်ပါတယ် resistant မြင့်တဲ့အတွက်တရားတို့ပို့ပြီးတော့ဒီ flow rate တွေကိုပြန်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ် core grind တွေကတော့ resistant ပိုနည်းပါတယ် resistant ပိုနည်းတဲ့အတွက်ကြောင့်လေခုနပြောလို့ပေါ့နော်တရားတို့ core grind ဆိုရင် under extraction ဖြစ်ပြီးတော့ fine grind ဆိုရင် over extraction ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားတွေဖြစ်စေရဖြစ်ပါတယ်အဲ့တော့ flow ဒီ extraction ကို control လုပ်တဲ့ဆိုတာကိုတရားတို့နားလည်ရအောင်အဲ့တော့ velocity နဲ့တရားတို့ front press ကိုတရားတို့ရှင်ပြီးဖြောကြည့်ပြီးရင်တရားတို့အရသာကိုမြည်စမ်းရင်းနဲ့လေ့ကျင့်လို့ရပါတယ်ဒါဆိုရင်တော့ coffee bag ရဲ့ resistance တွေရဲ့ coffee အမုန်းတွေရဲ့ resistance တွေကိုပို့ပြီးတော့နားလည်လာပါလိမ့်မယ်နောက်တစ်ခုတော့ဒီ module number 5အနေနဲ့ကတော့ဆရာဘာလို့ဆိုလိုချင်တာလဲဆိုရင် practice လုပ်သိချင်တာပေါ့နော် practice လုပ်သိချင်တယ် practical လုပ်သိချင်တယ်ဒါပေမဲ့လေဆရာတော့လုပ်သိချင်တယ်လို့ပြောတာပေါ့ဟိုရှေ့မှာဘလို့မီနော်ကလည်းဆရာပြောခဲ့တယ်ဒါပေမဲ့လောက်ကြလားမလောက်ကြလားလည်းမသိဘူးပေါ့နော်လောက်တဲ့အကြောင်းလည်းပြန်ပြီး response ပါမလာဘူးလောက်လားမလောက်လားလည်းမသိဘူးဆရာကတစ်ပတ်နဲ့တစ်ပတ်ဆရာတွေ့ထားလေးတွေဆရာသိထားလေးတွေဆရာ sharing လုပ်တယ်ပေါ့နော်တက်တဲ့ဒီနောက်ထပ်အသစ်တွေလည်းပေါ်လာနိုင်နေတယ်တက်တဲ့ကောင်းတဲ့အရာတွေလည်းရှိအောင်ပါပဲရှိတဲ့အရာလည်းရှိအောင်ပါပဲအဲ့တော့အဲ့လာတွေကလေကိုတိုင်းဆက်ပြီးတော့ရှာဖွေတာမျိုးမလုပ်ရင်ဆက်မတွေ့ရနိုင်ဘူးပေါ့နော်ဆက်မတွေ့ရနိုင်ဆရာတဲ့ကောင်းတဲ့အရာတွေအားလုံးကဆရာတော့ဆရာ sharing လုပ်လိုက်တဲ့အရာလေးကလေကားတစ်ခုဖြစ်စေဖို့ပေါ့နော်လေကားတစ်ခုဖြစ်စေဖို့အတွက်ရည်ရွယ်တာပေါ့ဆရာမသိသေးတဲ့အရာတွေလည်းအများကြီးရှိအောင်ပါအဲ့တော့ဆရာတိလောက်လေး sharing လုပ်ရင်းနဲ့ဆရာဘာသိစီတာလဲဆိုရင်မင်းတို့လေ့ကျင့်ကြည့်လောက်ကြည့်ဆိုတဲ့ဟာဘာလို့ဆိုဒီဟာတွေရဲ့ချိန်မြောင်းတွေကလူတူတယောက်ပေါ်မှာမမီခိုပဲနဲ့ကိုသူ့ပေါ်မှာလည်းအဲ့လိုဖြစ်တယ်ကိုလို့ရင်ကိုဘလို့ဖြစ်လဲဆိုတဲ့ဟာမျိုးပေါ့ဒါမျိုးတွေလည်းအသစ်စမ်းပို့ပြီးတော့သိသိချင်တာเนาะဒါကြောင့်လို့လောက်ကြည့်ပါpractical လောက်ကြည့်ပါဆရာတို့ကဆရာ online class ဖြစ်နေတော့practical လောက်ပြလို့မရတကယ်သင်တန်းတွေမှာဆိုရင်တော့ဆရာ practical လောက်ပြတာလည်းရှိရပါတော့ဒီ in person သင်တဲ့သင်တန်းတွေဆိုရင်ပေါ့အဲ့တော့ဆရာတို့ဒီနေရာမှာ practice လုပ်ကြည့်ဖို့လိုအပ်ပါတယ်เนาะfast forwarding လုပ်တယ်ဆိုရင်ဆရာတို့ဘာဖြစ်တယ်ဆို under extraction ဖြစ်စေပြီးတော့slow forwarding လုပ်မယ်ဆိုရင်တော့ over extraction ဖြစ်စေပါတယ်เนาะဖြစ်စေပါတယ်အဲ့တော့pouring ကောင်းရင် balance ဖြစ်စေတဲ့ဟာကိုဖြစ်စေတယ်ဆိုတာကိုကိုတော်တော်လုပ်ကြည့်ပါလုပ်တဲ့အခါမှာဆရာတို့ဘာတွေသိရမလဲဆို result တွေကို note အနေနဲ့ပြန်ပြီးယူပါနော်ဒီ coffee ကျွန်တော်နှုံပြီး coffee တောက်ပြီးသားကျွန်တော်နှုံမရေးတတ်ဘူးနှုံရေးတတ်တယ်မရေးတတ်ဘူးကဘာလဲဘယ်ကနေစလဲဆိုရင်ကိုခံစားတဲ့အရာကိုထုတ်ဖော်မေးသားနိုင်ခြင်းရေးသားနိုင်ခြင်းနဲ့သက်ဆိုင်နောက်တစ်နေ့ဆရာတော် sensory အကြောင်းအရာတွေလည်းဆရာတော်သင်ဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုနောက်ပိုင်းတော့ပို့ပြီးတော့ note တွေပို့ပြီးတော့ရေးနိုင်လာလိမ့်မယ်ဒီနေရာမှာ note ရေးတဲ့ခါကျရင်ဆရာတော်ကဘာလဲunder extraction မှာဘာဖြစ်လဲunder extraction မှာချင်းတဲ့ဆိုချင်းတဲ့ note ကိုရေးနိုင်သွားပြီလေချင်းတဲ့ note ရေးနိုင်သွားချင်းတာတော့မှဘလို့လေးချင်းတာပေါ့နော်ဒီလိုခါမျိုးလေးတွေကိုဆရာတို့ကnote အနေနဲ့ result တွေကို note အနေနဲ့ယူတတ်အောင်ကျွန်တော်လုံးသင့်တယ်ပေါ့နော်ယူတတ်အောင်လုံးသင့်ပါတယ်အဲ့ဒါလေးအလေးထားလုပ်ပြီးတော့practice လုပ်ကြည့်ပါနော် module number 5ကတော့ဘာမှမဟုတ်ဘူးကျွန်တော်တို့ဒီ note ရေးတတ်အောင် practice လုပ်ပါကွာခြားချက်တွေကိုမှတ်သားယူပါဆိုတဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်နော်1 to 50နဲ့1 to 70ဘာကွာလဲရှိမှဆရာပြောstress control လုပ်ရမယ်ဆိုတော့ဒါဆိုရင် stress နေကွာပါလားပေါ့grand side သိချင်းလူချင်းကဘာကို control လုပ်ရမှာလဲဒါမျိုးပေါ့နော်ဘာတွေက extraction ကို control လုပ်မှာဒါဆို extraction control ဆိုဘာလဲဒါမျိုးလေးတွေပေါ့တနေရာထဲမှာမရက်နေနဲ့ဟာဒီ coffee ကောင်းလိုက်တာကောင်းလာရဲ့နောက်ကွယ်မှာဘာကြောင့်ကောင်းလာရတလဲဆိုတဲ့အဖြေကိုရှာပါကောင်းတဲ့နေရာမှာမရက်နေပါနဲ့ဒါဒီ coffee မကောင်းဘူးဒီရတာမကောင်းလိုက်ဘူးဆိုတဲ့နောက်ကွယ်မှာဘာကြောင့်မကောင်းလိုက်တာလဲဆိုတဲ့အဖြေကိုရအောင်ရှာဖို့အတွက်ဆရာတို့ဘာလုပ်ဖို့လိုလဲဆိုတော့practical လုပ်ဖို့လိုအပ်တယ်practice များလုပ်လေအတွေ့အကြုံများရလေrecipe ရဲ့ကွာခြားချက်ကိုပို့ပြီးနားလည်လာလေဖြစ်မှာဖြစ်ပါတယ်နောက်တစ်ခုတော့ပါလဲဆို module number 6အနေနဲ့ဆိုဆရာတို့ပါလဲဆို sensory analysis ပါ sensory analysis လို့ပြောလိုက်တာနဲ့
လူတွေအများကြီးဘာနှုတ်တွေ chocolate တွေဆိုကြပါလို့ fruity တွေ berry တွေဘာတွေရဖို့အရင်ကြီးမစင်သားနဲ့ဘာမှအရင်ကြီးသိစရာမလိုသေးဘူးဒါတော့သိဖို့လိုတာဘာလဲလို့ပြောရင်ချင်းတယ်ချိုးတယ်ခါတယ်ဒီသုံးခုကိုကောင်းနားလည်အောင်ရင်လောက်အောင်ဒါနားလည်ပြီဆိုရင်ချင်းတယ်ချိုးတယ်ခါတယ်တော့ကွယ်မှာပြင်းတယ်မပြင်းဘူး body များတယ်မများဘူး balance ဖြစ်တယ်မဖြစ်ဘူးဒါမျိုးလေးတွေဆရာတို့ကလိုက်ကြည့်ဖို့လိုအပ်တယ်ပြီးတော့မှဒီရတာလေးက clarity ဖြစ်ရလားနော်ဘယ်လိုလေးဖြစ်လဲပေါ့ဒါလေးတွေကိုဒါတော့ calibration တယောက်နဲ့တယောက် coffee တောက်ရင်းနဲ့ပဲလှုပ်ကိုရိုင်းပဲ coffee မတူတဲ့ coffee နှစ်ခုကို comparison လုပ်ပြီးတော့မြည်ကြည့်တာပဲဖြစ်ဖြစ်လုပ်သင့်ပါတယ်ပြီးရင်တော့ဒါတော့ reference နဲ့ယူပြီးတော့ရေးတာဟာ acid ဘယ်လိုလေးချင်တာ sugar ဘယ်လိုလေးချိုတာခါတာဘယ်လိုလေးခါတာဆိုတဲ့ဟာတွေကိုသိဖို့လိုအပ်တယ်အဲကြောင့်မလို့တရားတို့ကဒီ coffee မြည်တဲ့ခါကျရင်ဒီရေတစ်ဘက်ကလည်းဆရာပြောပါတယ် blind taste လုပ်ဖို့လိုအပ်တယ် blind taste လုပ်ဖို့လိုအပ်တယ်နော်အဲ့တော့အများကြီးစဉ်းစားစရာမလိုပါဘူးအချက်၄ခုကိုပဲဆရာတို့မြည်ကြည့်ရင်းနဲ့နားလည်အောင်လုပ်ပါ acidity sweetness bitterness body ဒီ၄ခုကိုဆရာတို့နားလည်အောင်လုပ်ပါအဲ့တော့ coffee 3ဦးဖြော်တယ်ဆိုကြပါလို့3ဦးဖြော်အဲ့ဖြော်ရတဲ့မှာဘယ် coffee ကချင်ဘယ် coffee ကချိုးပြီးဘယ် coffee ကခါပြီးတော့ဘယ် coffee ကပို့ပြီး balance ဖြစ်လေပေါ့ဒါမျိုးတွေကိုဆရာတို့ကblind taste လုပ်ဖို့လိုအပ်ပါတယ်professional barista တယောက်အတွက်ဆိုရင် taste consistency ဖြစ်ဖို့အတွက်ကအမြဲတမ်းမလုပ်ဖို့လိုအပ်တယ်ဆိုရင် calibration လုပ်ဖို့လိုအပ်တယ် calibration လုပ်ဖို့လိုအပ်တယ်ဆိုတာသူများကိုတိုက်တဲ့ခါကျရင်သူများဘာရနေလဲငါဘာရနေလဲပုံစံများအစပြီးတော့ဆရာတို့ calibration လုပ်ဖို့လိုအပ်တယ်နော် calibration မလုပ်ဘူးဆိုရင်လေကိုသိတာအမှန်ဆိုပြီးတော့ရန်ကန်ပြောနေတဲ့ဟာလေဖြစ်နေအောင်မယ်နော်ဖြစ်နေအောင်မယ်နောက်တစ်ခုကတော့ module number 7ပေါ့နော်တရားရှေ့ question မမေးဘဲနဲ့တရား module တွေတဖြည်းဖြည်းနဲ့တိုးလာပေါ့နော်ရှေ့ module တွေကိုနားမလည်ရလို့ရှိရင်မေးပါမေးပြရှိသေးလေမင်္ဂလာပါနောက်ကြတင်တန်းပြီးတော့မေးပြရှိတော့AI နဲ့လောက်ထားတဲ့set တွေရှိရလေ foreign လောက်တဲ့ set တွေ AI နဲ့လောက်တဲ့ set တွေရှိရ Florate ညီအောင်နဲ့Florate ညီပါတယ်ဒါပေမဲ့ adjustment ကိုလိုချင်တဲ့အရာလာ adjustment လုပ်ဖို့အတွက်ဆိုတော့နည်းနည်းလေးခက်မယ်ထင်တယ်နော်အရှိပွဲတွေမှာဆရာတို့ AI နဲ့လောင်းတဲ့ copy တွေရှိတယ် recipe တွေနဲ့တူတဲ့ copy လေးသူတသမီ consistent ဖြစ်တယ်ဆိုရင်တော့အဲ့ချက်တည်းပိုးတော့ကောင်းတာပေါ့ကျန်တဲ့လူတွေမေးစရာရှိလားမရှိသေးပါဘူးရှင်တရားတဲ့ဟုတ်ကဲ့ပါတဲ့ဟုတ်ကဲ့ကဲအဲ့ဆိုရင်ကျန်တို့ဆက်ပြီးသွားပါမယ်module number 7ကျန်တို့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲပေါ့နော် browser တယောက်အနေနဲ့ဘယ်လို control လုပ်မလဲပေါ့ခုနတရားတော့ sour ဖြစ်တယ် weak ဖြစ်တယ် bitterness ဖြစ်တယ်နော်အဲ့ဒါတွေကိုကျန်တို့ဘယ်လိုဖြေရှင်းမလဲပေါ့sour ဖြစ်တယ်ဆိုတာကတေချာကတော့ ana extraction ဖြစ်လို့ sour ဖြစ်တာပေါ့နော်ဒါဆိုရင်ကျန်တို့ ana extraction မဖြစ်အောင်ကျန်တို့ဘယ်လိုလုပ်မလဲဆိုရင်ခုန
ဒါတော့ fine grind လုပ်မယ် slow pouring လောင်းမယ်ပေါ့နော်ဒါကိုဆရာတို့သိရမယ် weak ဖြစ်နေတဲ့ coffee ဆိုရင်တော့ဆရာတို့ဘာလုပ်မလဲဆိုရင် case က lower extraction ဖြစ်နေလို့ဒါဆိုရင် increase extraction ဖြစ်တော့ဆရာတို့က more agitation သုံးရင် more extraction ဖြစ်တာတွေ့တဲ့အတွက်ကြောင့်လို့ agitation ပိုသုံးလိုက်ရင် weak ဖြစ်တာကို cover ဖြစ်စေနိုင်ပါတယ်နောက်တစ်ခါတော့ခါနေတဲ့ coffee ဆိုရင်တော့ over extraction ဖြစ်စေနိုင်လို့ပေါ့နော်ဒါဆိုရင်ခါတာကိုဆရာတို့ fish လုပ်တဲ့အနေနဲ့ brewing time တွေလျှော့မယ်ခုန agitation တွေလျှော့မယ်ဆိုရင်တော့ဒါတို့ခါတဲ့ over extraction တွေလျော့သွားမှာဖြစ်တယ်ဒါဥပမာနဲ့ပြောတာပါဘာလို့တယောက်အတွက်ဆိုရင်ပြဿနာ case solution ကို link လုပ်နိုင်ဖို့လိုအပ်တယ် link လုပ်နိုင်ရဒါမှသာလေဘာသာ professional တယောက်ဖြစ်မှာဘာသာ professional တယောက်အတွက်ဆိုရင်ပြဿနာကိုသိရပြဿနာကိုသိပြီဆိုရင်အဲ့ပြဿနာဘာကြောင့်ဖြစ်တာလဲသိရဘာကြောင့်ဖြစ်တာလဲသိပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲသိရဒီ link ကိုလုပ်နိုင်တယ်ဆိုရင်ဒါတော့ဒီပေါ့နော် real cafe မှာရှိတဲ့ situation ကိုဖြေရှင်းပြီးသားဖြစ်သွားမယ်ဒီအဲ့ဥစ္စာကို link လုပ်နိုင်ပြီဆိုရင်လေခုနဆရာတို့ဒီrecipe ကို adjustment လုပ်နိုင်တဲ့ logic တွေကိုပို့ပြီးတော့နားလည်တာလိုက်အဲ့တော့ professional အောက်မှာဆရာရေးထားပါတယ် professional ဘာလို့တယောက်အတွက်ဆိုရင် measurement consistency and calibration ဒီ၃ခုဆရာတို့ညီညွတ်လောက်ဆောင်နိုင်မှ professional ဘာလို့တယောက်ဖြစ်မှာဖြစ်ပါတယ်အဲ့တော့အဲ့၃ချက်ကိုနားလည်အောင်လုပ်ဖို့လိုအပ်ပါတယ်နော်နားလည်အောင်လုပ်ဖို့လိုအပ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဆရာတို့ဘာလုပ်အောင်လဲဆိုရင်ဘာသာတွေအားလုံးဒီ assessment လုပ်ဖို့လိုအပ်ပါတယ်assessment ခုနအရှိမသင်ခဲ့တဲ့အရာတွေအားလုံးကို assessment လုပ်မယ်ဥပမာဆိုပထမဆုံး theory test လုပ်မယ် extraction တွေကိုဆရာတို့ဘယ်လိုလုပ်မယ်နော် variable တွေရဲ့ဒီ inverse တွေကိုဘယ်လိုလုပ်မယ်နော် practical test တွေကိုဥပမာဆိုဘယ်လိုလုပ်မယ်ဥပမာ brewing consistent ဖြစ်လားဆိုဆရာတို့နှစ်ကြိမ်ဖြောကြည့်ပေါ့နော် target dish profile ကိုရောရရလားရတယ်ဆိုရင်မှတ်သားထားဖို့လိုအပ်တယ်နံပါတ်3အနေနဲ့ဆိုရင်တော့ဆရာတို့ sensory test တွေလုပ်ဖို့လိုအပ်တယ်ဒါဆိုရင်တော့ဒီ assessment တွေရောခုနအရှိမလောက်ထားတဲ့အရာတွေရောဆရာတို့ကောင်းကောင်းမွန်လုပ်တတ်မယ်ဆိုရင်ဆရာတို့ဒီextraction control ကိုကောင်းကောင်းလုပ်နိုင်ပြီလို့ဆရာအနေနဲ့ယူဆပါတယ်အဲ့တော့ဒီနေ့ညသင်တန်းကပေးချင်တဲ့ message ကတော့ဒီ extraction control တွေကိုဘယ်လိုလုပ်မလဲရေအဲ့ဒီ control တွေတစ်ခုချင်းတည်တဲ့case တွေကိုဆရာတို့ဘယ်လိုဖြေရှင်းမလဲဒါမျိုးတွေကိုနားလည်သိချင်လို့ဆရာတို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ညသင်တန်းမှာဟိုမေးစရာရှိဒါမှမဟုတ်ရင်တခြားနေရအရာတွေကိုမေးစရာရှိရဆိုရင်လည်းမေးလို့ရပါတယ်မေးပြီးသွားရင်ဆရာတို့သင်တန်းသုံးသပ်မယ်ပေါ့နော်အသုံးသပ်မယ်ပေါ့တချို့လူကတော့ခုမှဝင်လာတယ်ဆရာတို့သင်တန်းပြီးပြီအဲ့လိုဖြစ်သွားတယ်ပေါ့နော်နောက်ကြရင်အချိန်ကိုနောက်ကြမှနည်းနည်းလေး9 နာရီလောက်မှစရင်ပိုကောင်းမယ်ထင်တယ်ကောင်းပါတယ်ဆရာဘယ်နဲ့လဲဆရာကောင်းပါလားဘာကောင်းတာလဲဘာကောင်းတာအချိန်ကားစီတော့နည်းနောက်ကျသွားလို့ပြန်ရောက်တာအေးဒါပေမဲ့ဒီမှာဒီဥစ္စာတရား YouTube မှာတော့တင်ပါပါYouTube မှာဟိုနေ့ကြည့်လို့ရတယ်ဆိုတော့သင်ပြေလောက်ပါတယ်ဆရာ YouTube ကတိတ်မသုံးတတ်ဘူးတင်တတ်တယ်လို့တော့တင်ထားတာပဲကြည့်လို့ရမရတော့မပြောတတ်ဘူးဆရာလင့်လေးရောဆရာအဲ့ဟိုမှာ group ထဲမှာပို့ထားတယ်လေဟုတ်ကဲ့ဆရာဆရာဒီနေ့ဟိုလောက်တဲ့ဟာလဲ group လေးမှာတင်ပြီးတော့ပို့လိုက်ပါနော်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာတပည့်မေးချင်လို့ဆရာတပည့်မေးဗျာဆရာကတော့ပြနော်မဟုတ်ဘူးဆရာတပည့်ဒီဘက်မှာမအားလို့ပါဆရာအေးဆရာကစာတင်ခြင်းကပြောင်းသွားလားမသိဆရာစာတင်ခြင်းမပြောင်းပါဘူးဆရာပုံမှန်7 နာရီပဲလားပုံမှန်7 နာရီပဲစာလေမဟုတ်ခုက3 နာရီဆိုဆရာ17 နာရီဖြစ်ရမှာဆရာဟိုစောလားလို့ပါဒီမှာကျတော့မီတင်တိုင်းက3 နာရီလေတပည့်ဝင်လာတဲ့အချိန်ဆိုခုမှ10 နာရီပဲဆို2 နာရီပဲရှိအောင်ပါလေဆရာဟုတ်ဘူးဆရာသင်ရမယ့်ဒီ course ပေါ်မှာရေနောက်တစ်ခုကဟိုပေါ့နော်ဒီအမေးဖြေကဏ္ဍပေါ့အမေးဖြေကဏ္ဍမှာနည်းနည်းကြာရင်ဆရာတို့ရက်အချိန်ကြာသွားတာတကယ်တော့ဆရာရဲ့ PowerPoint slide ကတခုဆိုရင်ဆရာသွားတာကဘယ်လိုသွားလဲဆိုရင်ဆရာအမြဲတမ်းသွားတာတွေ့လိမ့်မယ်ဆရာ16 စက္ကွန်အဲ့လောက်ပဲသွားတာ
ဒီနေ့ပါဝါပိုင်းဆိုရင်20နှစ်ထီတောင်ပါတယ်ဒီပါဝါပိုင်းဆို ဟုတ်ကဲ့ဟုတ်တပည့်ကနည်းနည်းအလုပ်ကလည်းနည်းနည်း busy ရဆရာရဲ့ပြန်လာခြင်းလည်းနောက်ကျဝိုင်းနေဆရာစနေကြာပြီနဲ့တူတယ်လို့အချိန်ကြည့်တော့2 နာရီလောက်ဖြစ်နေတော့မမီလောက်တော့တယ်နည်းနည်းမှီတလောက်လေးပဲဝင်နာထောင်လိုက်တယ်ဆရာပုံမှန်ဆိုရင်မေးခွန်းကမေးလို့ရသေးအကုန်နာထောင်ပြတော့လေဟိုကကလပ်ကအစတွေရတယ်စုံတီးတယ်ကြောက်တဝက်တစ်ပြက်နဲ့ဆိုတော့အများကြီးမသိလိုက်ရတယ်ဆရာရဲ့အဲကြောင့်ရတလောက်လေးပဲနည်းနည်းလေးပဲယူလိုက်တာ အမှန်တော့ဆရာဒီကနေ့တင်တဲ့ဟာကလေအရင်တစ်ဘက်က blooming ကိုကောင်းကောင်းဒီမတက်ခဲ့ဘူးဆိုရင်ဒီနေ့ extraction ကနားလဲမှာမဟုတ်ဘူးဒါကြောင့်လို့ဆရာအဲ့ blooming နေ့ကလေတခြားကြနနဆရာရှင်းပြတယ်ပေါ့နော်ဒီနေ့လေဆရာဟိုပေါ့ကောင်းအများသူအဖြစ်ကတော့ပွဲပြဖြစ်အောင်ရယ်ဒီနေ့ကြဆရာရှင်းပြထားတယ်ပေါ့နော်ဒီနေ့ညထက်ပြီးတော့အဲ့လိုမျိုးပေါ့ဒီနေ့ကြထက်ရှင်းရမယ့်အရာတွေလည်းအများကြီးကြံနေရပေါ့ဥပမာအဖြစ်ဒီbrewing မှာရှိနေတဲ့ဒီ variable control တွေတစ်ခုချင်းတည်းရဲ့ဒီကလည်းဆရာပြောအောင်ဒီနေ့ပြောတဲ့အရာကျတော့အဲ့ဒီ variable control တွေနဲ့ extraction ကိုဘယ်လို control လုပ်မလဲလို့ဆရာကဒီနေ့ပြောသွားတာဟုတ်နော်ဟုတ်အဲ့လိုဖြစ်သွားတာနည်းနည်းတော့မှီလိုက်ပါဆရာအများကြီးတော့မဟုတ်ရတလောက်ပေါ့ရတလောက်တော့ယူပါပတ်တိုင်းတော့ပြီးတော့ဟိုအားတဲ့ချိန်ကြီးတော့ file လေးပြန်ဖတ်တယ်ပေါ့အေးပေါ့ file လေးလည်းပြန်ဖတ်နောက်ပြီးတော့အဲ့ file လေးတွေရဲ့နောက်ွယ်မှာရှိတဲ့အကြောင်းအရာလေးကိုလည်းနားလည်အောင်လုပ်ဗီဒီယို file လေးနဲ့ဆိုရင်တော့ပို့ပြီးတော့နားလည်မယ်တဲ့တွဲကြည့်ပေါ့နော်ဟုတ်တယ်ဆရာတကယ်အတွက်ဒီဗီဒီယို file ကပို့ပြီးသင်ပြနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ तू က PowerPoint slide လည်းပါတယ်စကားပြောတာလည်းပါတယ်ဆိုတော့လေဟုတ်ဆရာမန်တော့ဆရာဟိုစာကြီးပဲဖတ်တော့လဲဟိုစာတွေ့ပဲရှိသွားမှာပေါ့နော်ဟိုဒီတိုင်းလက်တွေ့ experience ရပြောတဲ့စကားကြီး